Yemanami, don't Yemanami. Ele, my lady. Can I tell you? Can I? Yes, sir. Sanya. That doesn't. Hello. Winner. Then I lower it. Now, let me get Mama. Winner. I thought we all over nearly. ကျွန်တော်မုံရမှာကခဲ့တာဒီတစ်ခါပဲချောချောမွေ့မွေ့ကခဲ့ဘူးอ่ะဟုတ်ကဲ့တောက်လျှောက်ကလာခဲ့တဲ့တက်တန်းတစ်လျှောက်မှာမိုးရွာလို့နဲ့ဘာဖြစ်လို့ညာဖြစ်နေလို့နဲ့မိုးရွာလို့အခုအရန်ကြက်တီဆရာတော်ရဲ့မေတ္တာကြောင့်ပိဋကများရဲ့မေတ္တာတွေကြောင့်အဲ့လိုမိုးလေးတွေရွာမှာဆိုလို့ကျွန်တော်တို့ပွဲကိုအစောကြီးထွတ်တက်ပေးတာအကြောင်းမဟုတ်ပါဘူးမကြည့်လိုက်ရမရှိလိုက်ရမှာဆိုလို့ဟမ်ဒီကလမဘာလဲကြည့်အမေးပါဟောတရားမေးကိုလှမ်းချောက်နေတာဘာဖြစ်လို့မိုးမရွာသေးတာလဲဆိုပြီးဒေါသဖြစ်မိုးရွာသေးချင်းသူ့မှာကာလာသားတွေလွတ်ပြလိုက်မှဝိုင်းမလို့လေအဲ့ညစ်ပတ်တာတော့မင်းတော်တော်ပြောရတဲ့လူရှင်တော်နော်ပြောလိုက်ပဲဟလိုနည်းနည်းရှော့မောရပေးတကြီးအားလုံးကျွန်တော်တို့လက်ခုပ်တန်လေးနဲ့ကြိုဆိုပေးပါလားလက်ကုပ်လက်ဒီအောက်ကကလေးလေးတို့တေချာတိုက်မကျွန်တော်တို့မပုတ်တင်အဲ့ဒီမပုတင်ကိုမပုတင်ကနေကြီးတော့မပုတ်တင်ဒီမတုံကင်ကိုမပုတ်တင်မကမေချာမတော့ကွာမကလားတင်ကွာဒါမှရေးရတယ်မကျွေအိမ်နဲ့အိမ်မရွှေအိမ်အညီကတော့မရွှေအိမ်မှာအဖမီလေးပဲအဖမီလားအဖရကလားအဖမီအောင်မောဥဖိုးစိတ်အဖမီဥဖိုးစိတ်မင်းသားမှတ်ပိုက်ပါကျွန်တော်တို့မှတ်ပုံနဲ့နံပါတ်က73မြင်းဆောင်နစနနိုင်နစနဆိုတော့နေဆက်စုံညာရေးအဖွဲ့อ่ะလိုက်တက်ဒီလိုပါလားပလောင်တော့တာပါလားနေတယ်မဟုတ်နစနနိုင်3944443ဖြစ်ပါတယ်ပတ်လက်ထိုးပါအဲ့ပတ်လက်6ကိုဒီကောမပုတ်တဲ့နံပါတ်ပြောနေတာအကောင်းပြောလိုက်ပါနောက်နေတာဝင်မရွှေအိမ်မှာအဖမီဥဖိုးစိတ်အဲ့မပုတ်တဲ့ပိုင်ရှင်မရွှေအိမ်စင်တော့မှလာယူပါမရွှေမပေါင်နေကောင်းရတာကောင်းတယောက်တည်းထိုးပါဘယ်နဲ့အစုံတယောက်တည်းထိုးလေနင်းမေတော့ဒီလောက်အများကြီးတယောက်တော့ပါမှာပေါ့ဟာလက်ဆက်စစ်နတ်ဆန်တဲ့နတ်ဆန်မရွှေအိမ်ဒါဆိုရှမ်းမျိုးဒီမှာကျွန်တော်ဆရာတော်စီကိုအထားလိုက်ပုံလေးကကလေးပုံမိန်းကလေးပုံဆိုတော့ဆရာတော်အပ်မယ်ဆရာတော်စီမှာလာထုတ်ယူပါကဲမပုံနေပြောက်တဲ့မနက်မရွှေအိမ်အဲ့တော့အမရဲ့မပုတင်ဆိုနိဖေကောင်းနဲ့ထိုးထည့်လိုက်မပုတင်ကျွန်တော်တို့ဆရာတော်ဦးစင်းစီမှာအပ်ထားပါတယ်အဲ့တော့လာယူပါမနေ့ကလည်းဆိုင်ကယ်တော့3ချောင်းနဲ့ကျွန်တော်တို့ကောက်ရထားပါတယ်အဲ့ဒါအခုချိန်ထိဆိုင်ကယ်ကတော့သူဝါယာကျုံးနဲ့ဖွင့်ပြီးယူသွားပါတယ်တော့တွေကျန်းနေပါတယ်လာယူပါအဲ့တော့ကန်စားမဲ့ဖောက်ပေးမယ်အဲ့တော့ကျွန်တော်ဒီလိုရှိပါတယ်ဒီလိုပါကျွန်တော်မိသားစုတွေကျွန်တော်တို့2ညတိုင်တိုင်ပြောပေးတင်ဆက်တယ်တော့ 5 star တို့ရော့သွားတာဘာမှမရှိပါဘူးဟုတ်တယ်ဗျာကျွန်တော်တို့ရဲ့အင်အားကိုတော့အပြည့်သုံးပေးပါတယ်ပြောနေကြတော့မလို့တော့ဗျာကျွန်တော်တို့ဒါမှဆိုဟုတ်ရဟေးဆိုခုဆိုရင်ပြတော်ဗျာကြီးကဲပေါင်းဒီမှာစေမမှာလူတယောက်မူးပြီးတော့ပြောနေဟေးကျွန်တော်တို့ဒီညလည်းဒီလိုပါပဲမိသားစုတွေကိုအငြိကန်းကျွန်တော်တို့ပြောပေးတင်ဆက်တဲ့ထဲမှာဘယ်ကောင်နောက်တယ်မင်းစကားပြောလို့ကောင်းအောင်ထောက်နေတာဆရာတော်ပြောလိုက်ရဆရာတော်ပြောရကလေးတွေနောက်နေလားမသိဘူးနော်ဆရာတော်ရိုက်ပြီဘယ်လောက်ပါလဲလို့အလုပ်ပြောလို့ကြောက်ပြောပဲအဲ့တော့ကျွန်တော်တို့ဒီမှာပြောပေးတင်ဆက်တဲ့ခါမှာဟုတ်ကဲ့ဘယ်ကောင်နောက်ဘယ်နာကြားအဲ့တော့ကျွန်တော်တို့တွေပြိတ္တများကိုဒီညလည်း3ဘုတ်တိတိကပြမယ်နော်မိသားစုတွေမပြန်ရနဲ့နော်3ဘုတ်တိတိကပြီးပါပြီပြန်มาတော့ရပါတယ်ဟာတာဆိုတာအကြာကြီးကြည့်လို့မကောင်းပါဘူးကျွန်တော်တို့ပိဋကများအရီဝသွားရင်5 star ကိုနောက်မကြည့်ပါဆိုလို့3ဘုတ်ပြည့်အောင်တော့ကပေးမယ်ဟုတ်အဲ့မှာကျွန်တော်တို့ပိဋကများကိုတက်နေသမျှရီစရာမောစရာလေးတွေတင်ဆက်သွားပေးမယ်မင်းဝါလို့ကိုမျိုးရှုပ်နောက်အခောက်တွေလည်းရီနေအောင်ကျွန်တော်တို့ခြံထားရမယ်ကိုမျိုးရှုပ်ကောင်းတဲ့အစားအစာအကြာကြီးစားလို့မကောင်းဘူးဘေးကောင်းတယ်ဟုတ်တယ်မလားဟဲ့အော်တယ်ကိုကျော်ရင်အော်တယ်ဗျာမအော်တဲ့တယောက်တော့လဲပြီအကိုတယောက်တော့လဲပါကိုကျော်လေးရှိတယ်ဘာတွေပြောနေကလမ
မဟုတ်ဟိုကမရှင်ကျွန်တော်ပြောချင်တာဒီလိုကျွန်တော်တို့ဒီဟိုဘော်ဒီတောင်မှာဆိုရင်ကပအကြီးဆုံးငကေယုံခွေရတဲနေပြီတဲနေဒါရိုက်တာမောင်တီနဲ့ကျွန်တော်တို့လူပညာရှင်တွေတော့အလူရှင်တော့အများကြီးအဲ့ဒီပွဲကြရင်လည်းကျွန်တော်တို့ freedom အလူပညာရှင်တပုံကြီးလာမယ်အဲ့ကြရင်လည်းမုံရပေးသက်တွေကိုဖိတ်ပါတယ်လာခဲ့ပါနော်ဟုတ်ရန်ကုန်ရောက်ရင်လည်းဝေလာခဲ့ပါမုံရမျိုးရဲ့ကြက်သေးဆောင်ကြီးပါဗျာအမှန်ပါလေတော့ဗျာကပအကြီးဆုံးငကေယုံဖေးငကေယုံဖေးပြည့်တော့ရက်တုံးမူဒါတွေကကဘာအတိမတ်ပြထားတဲ့ဒါကျွန်တော်တို့ဇီဒီပထိုးတွေပါဗျာမှန်ပါဟုတ်ဗျာအဲ့တော့ရန်ကုန်ရောက်လည်းကျွန်တော်တို့ 5 star ဖွဲ့ကြည့်လာခဲ့ပါစားဖို့တောက်ဖို့မပူပါနဲ့ငကေယုံဖျားတော့ပြီးတော့မယ်ဟုတ်တယ်တင်နေပြီငကေယုံဖျားပြီးတော့ကျွန်တော်တို့ဆက်တယ်ဦးမှာပဲဟာတယ်မှာတော့ကလေးယုံမိုးရူကလေးယုံကမင်းအိမ်ကန်းထဲမှာတဲမှာမသားစိုးရီမနေနဲ့ဟိုကလေးမင်းကကြည့်ကြည့်နေဘာဖြစ်လို့လူကျွန်တော်ပြက်သွားအာရဲ့ကလေးကနို့ပဲလိုက်သွားပါဟောရှာဒီချမ်းနဲ့သူ့ငါကြည့်ကြားလာအမလေးကိုကျုံကမပြောပါနဲ့အဲ့ဒီကလေးကကြီးအင်ဂျင်နီယာဖြစ်မှာဘာဆိုင်လို့လဲဟာအော်ဆိုင်နေပါခုတည်းအချိန်ကြီးလိုက်ဖမ်းတယ်ဒီတို့ကလည်းရှောက်ပြောနေဒါလူကြားထဲမှာကလေးနို့တိုက်တယ်လို့သွားမပြောနဲ့အမရှက်သွားမှာပေါ့ကလေးနို့တိုက်တာမဟုတ်ဘူးဟုတ်လားကလေးလက်ဖက်ဆိုင်ဖွင့်ထားတာဟုတ်လားအမကျွန်တော်ကျုံလုံးပါဆယ်တစ်လုံးတော့ပေးပါဟေးကပါဆယ်မရတော့ဘူးဘာဖြစ်လို့လဲနှုတ်ပြတ်သွားပြီဘသူလိန်သွားတာကလားလိန်သွားတာအဲ့ဒါတော့ဟုတ်တယ်အမအဲ့ဒါတော့ကျွန်တော်ယထာပေါ်မှာကလေးမေနိုးတိုက်တယ်လို့ဖြစ်နေတယ်အဲ့ကိစ္စမရှိတော့ပြောပြအောင်ဒီကလေးမင်းနဲ့ဂျရာဘောကနှုတ်တယ်နော်ဘာဆိုင်လဲဂျရာဘောကကလေးမင်းဆိုတော့ကလေးကမွေးကစားဘာမှတော့အပြိုကနေမွေးတော့ဆိုတော့ကလေးနိုးတိုင်ရမှာလည်းရှက်ကလေးကလည်းငိုလူတော်လည်းဖြစ်နေဂျရာစီတော့အမှတော့ကလေးလေးချီပြီးဂျရာဘောတက်လာတော့အဲ့မျိုးပဲဂျရာဘောတက်မျိုးပဲအမှကလိုက်တယောက်ထိုင်နေတာကလိုက်တော့အဲ့ဒီအမတဲ့ထိုင်တယ်ဘူးမှလည်းမဖယ်ပြီးတော့အဲ့ဒီအမမထိုင်နဲ့ဆိုတော့ကျွန်တော်မတ်တက်ရက်မယ်လေဆိုကလားမတ်တက်ရက်ထိုင်နို့ကလားမတ်တက်ရက်ပြီးထိုင်တယ်ကလေးမေးထိုင်တော့ကလေးကငိုအုံးဝဲနို့စားလို့ငိုနေတာနို့သားဘေးနာလူကြည့်တော့ရှက်လို့ကလေးကိုနို့မတိုက်တော့ဘေးနာတို့ဟဲ့ကောင်မလေးကလေးကနို့စားနို့တိုက်လိုက်ဆိုတော့ဟိုကြည့်ဒီကြည့်နဲ့တော့ဟိုတော့ကျွန်တော်ဒီနှိတ်ကျက်သီးလေးနဲ့ရှက်နဲ့နှိတ်ကျက်သီးလေးဖွင့်ကလေးနို့သေးကောင်းတယ်မစားတဲ့လေနော်တဲ့အဲ့ဒါကလေးနို့ွားတော့ကလေးအငိုတိတ်ပါအငိုတိတ်သွားတော့နို့ပြုတ်သွားတာပါဗျာမစိုးတော့ဘူးပေါ့မစိုးတော့ဘူးပေါ့ပြုတ်တော့ပြုတ်အဲ့ဒါကလေးဟာကလေးစိုးနမစိုးလားနမစိုးငါဟိုကလာကြီးတိုက်လိုက်ပါနော်တခါအမေအဲ့ဒါတပူတာပေးတပူတာဆိုတော့ဟဲ့နိုးကပြုတ်သွားတော့ပြုတ်ခလေးဟဲ့ခလေးစိုးနမစိုးတာနမစိုးငါဟိုကလာကြီးတိုက်လိုက်ပါမရစီနဲ့ကလာအဲ့တော့မှတခိုးနဲ့ထပြောတယ်ဘာပြောအဲ့ဒီမှာအမလွတ်လိုက်ကလာဆေးမပူတာ3ပူတာကြောလာပြီကလေးကမျက်လုံးပြူးပြူးလေးသူ့တိုင်နိုးနဲ့စောင်းတာအမလှုပ်ချင်လှုပ်လိုက်အခုက3ပူတာကြောလာပြီဟုတ်တာပဲကလေးလေးကချစ်စရာလေးကြည်သားမျက်လုံးလေးကပြူးပြူးလေးကျွန်တော်နဲ့တူတာနင်ကပြူးတာမဟုတ်နင်မျက်လုံးကပြဲနေတာကဲကျွန်တော်တို့ကလေးကကြီးလူမိုက်ဖြစ်မှာငါနဲ့တူရဲ့ကျွန်တော်တို့ဒီမှာမိသားစုများကိုတနစ်ကိုတစ်ခါတညကိုတစ်ခါအသက်ကလေးတစ်ခုပါအောင်တော့ကျွန်တော်လုပ်ပြပါမယ်ကျွန်တော်ဒီနေ့ဖြောပြတင်ဆက်ခြင်းတဲ့စီစဉ်လေးတစ်ခုကတော့ကျွန်တော်တို့မြန်မာပြည်ကြီးကိုလည်းကျွန်တော်တို့ဒါပညာပေးရကြအောင်ခေမြင်ခေအတွင်းဟုတ်တယ်မလားခေမြင်ခေအတွင်းလေးခေမြင်ခေအတွင်းလေးသွားကြည့်အောင်ဗျာကျွန်တော်တို့ဒီခေမှာဖြစ်ပါဘာတွေဖြစ်ပြနေလဲလွတ်လပ်တဲ့ဒီမိုကရေစီနိုင်ငံကြီးမှာဟုတ်တယ်ကျွန်တော်တို့မြန်မာပြည်ကပူပူနေနေဒီမိုကရေစီကရကစားရှိသေးတယ်ဒီမိုကရေစီရကစားရှိသေးတယ်ပြဿနာကခေါင်းဆုံးပဲတချို့နေရာလေးတွေမှာဟိုးတော့ကစနစ်တွေမပြောက်သေးတာတွေလည်းရှိသေးတယ်စနစ်ဟောင်းနဲ့စနစ်တစ်နဲ့မကွဲသေးဘူးဖြစ်အဲ့ဒါကိုကျွန်တော်တို့ကစိုးနေတာအဲ့ဒါရေးကြည့်တယ်ကျွန်တော်တို့မြန်မာလူမျိုးတွေကြောက်တတ်တဲ့အကျင့်လေးတွေနည်းနည်းဖြောက်မှရလိမ့်မယ်မှန်တယ်ကြောက်တက်လို့မပြောတော့အထက်ကလူကြီးတွေကမသိတော့ဘာလို့ပြင်ရမှန်းမသိအဲ့ဒါရေးကြည့်တယ်ဟုတ်တယ်ကိုမြောက်ဆုံးရဲ့ဟုတ်ဗျာဒီမှာဖြစ်ပြနေတဲ့အရာတွေကိုအပေါ်ကလူကြီးတွေမသိမသိတော့သိအောင်ပြောပြရမှာဘယ်သူတောင်းဝင်လဲခင်ဗျားတို့ကျုပ်တို့တာဝန်အနုပညာသမားတွေလည်းဓပတ်တလားမှာတာဝန်ရှိတယ်မှန်တယ်ပါမြောက်ဆုံးတော့ပြောရဲတယ်ကွာမင်းကြောက်လားမကြောက်ပါဘူးမင်းကြောက်လားငါလည်းမကြောက်ဘူးပြောကြကြီးတာပြောရပြောရမင်းတော့မှငါရှိတယ်โอเคငါတော့မှမင်းရှိတယ်မင်းတော့မှအောင်တော်ရှိတယ်အောင်တော်တော့မှကျေဝဲရှိတယ်ဒါပဲကျေဝဲတော့မှအချုပ်ကားရှိတယ်သေချင်းစောမကြောက်နဲ့အချုပ်ကားနဲ့နောက်ကျမှအချုပ်ကားတယ်အကိုနဲ့အချုပ်ကားနဲ့အယောင်ကြီးနဲ့တဟတ်နေရပဲအပြာနဲ့အဲ့တော့ကျွန်တော်တို့
မကြောက်တော့ပါဘူးဗျာ ကြောက်ဘူး ကျွန်တော်တို့ပြောချင်တဲ့စကားတွေကမုံရွာမှာတွေ့နေရလို့ တကယ်ကြီးကြောက်เสียမလို့ဘူး ပုတ်ပွင့်လင်းလင်းမဲ့ record တွေဖမ်းထားကြပါ ကြောက်เสียမလို့ဘူးသူကတုံနေလို့တော်ညနေကနည်းနည်းများသွားတာ မသေးလို့ဟိုကြောက်ပြီးတော့ပြောတောင်းစားမတောက်တဲ့ဘဲနဲ့ရှောက်ပြောအဲ့တော့ကျွန်တော်လုံးကြည့်အောင်ဗျာ ဘယ်လိုလဲ ကျွန်တော်တို့ဒီကကြီးမှာမြင်တာတွေ့တာတွေကိုရဲရဲဝံ့ဝံ့ကျွန်တော်တို့တန်ဃာတော်ရှင်သမက်တွေဥတိတ်မှာထားပြီးပြောမယ်ဒါမှလည်းတို့ပါမတန်ဃာတော်လည်းပါဝါ ဆရာတော်အားကိုးနဲ့ပြော တို့ဆရာတော်တွေအားကိုးနဲ့ပြောမယ်ဗျာကဲပြောမယ် ဆရာတော်ရအားကိုနဲ့ပြောမယ်ဆိုချပြီလာရှုပ်ကိစ္စနင်းနဲ့ကလည်းဒီမှာရှင်းတယ်ဟဲ့ရှောက်ကြည့်မနေတော့မှကင်မရာနှလုံးတော်ရိုက်ထားတာ ပြော ခင်မြေ ခေအမြင် ပြောရရင်ဖြင့်မုံမဲ့ထင်းနဲ့ မာနာပြောရင်မမဘူးကွာ ဟုတ်တာပြောတာဘယ်သူကမုန်းပါလဲ မာနာပြောလို့မုံမယ်ဆိုလို့ရှိရင်ဟဲ့အမုန်းခံပြီးအသေးခံမလိုက်နဲ့ရှင်းလား ဟဲ့ကောင်မင်းတို့အဲ့လိုစွတ်ပြောမနေနဲ့မင်းတို့ပြောရင်လည်းပြောလို့တယောက်ယောက်ဘယ်လိုပြောမလဲကွာအသိရှိမှပြောလို့ရမှာပေါ့ အဲ့ဒီတော့မပူပါနဲ့ရှိတယ် ညုံတယ်ရင် ဟေး ဟဲ့အဲ့ဒါငါမေ့သွားတာဟဲ့မင်းလွတ်တော်နဲ့ဒုဖွဲ့ထဲမှာပတ်သက်တယ်ဘယ်သူရှိ လွတ်တော်နဲ့ပတ်တဲ့ကကိုကျင်ဝဲမင်းတို့မသိဘူးလား ဩကလာ ကိုကျမကငါတို့ဟဲ့ရှို့လာတာအဲ့ဘေးကြီး ဟာအဲ့ဒါမင်းတို့ကနားမလဲတာ ဟုတ်လား လွတ်တော်နဲ့ကိုကျင်ဝဲလွတ်တော်ထဲမှာကိုကျင်ဝဲဘယ်သူမှဘာမှမပြော ဟုတ်လား လွတ်တော်ထဲမှာအရာရှိတာ အာလုံစမ်းပါ ဟာမင်းကလည်းလွတ်တော်အစည်းအဝေးစနေချိန်မှာဘယ်သူဝင်ရဲလဲ ဟာဘယ်သူကဝင်ရအကုန်တကားပြေးတာလားမင်း အကုန်တကားပိတ်ထားတာဘယ်သူမှဝင်ကိုကျင်ဝဲဝင်သွားတာ အင်း အဲ့မှာလုံချိုရေးနှစ်ယောက်ကတုံးတော့တဲ့လမ်းချိန်တာဖယ်စမ်းမှာကွာနှစ်ယောက်လုံးဘေးကတ်သွား အလူမှမကြောက် ဘသူပြီးလဲပြီးတော့တကားကြီးတုံးတော့ဖွင့်တာအဲ့မှာလွတ်တော်စည်းဝေးစနေလွတ်တော်အမတ်တွေကမျက်လုံးတွေကကိုကျင်ဝဲတီတုံးတော့ရောက်အဲ့ချိန်မှာကိုကျင်ဝဲတခွန်းနဲ့ပြောတယ် ဘာပြောလဲ ရှားတို့ညနေလက်ဖေးဘာနဲ့တောက်မလဲ လေတပ်ပီလာလက်ဖေးငါတို့တွားပြီအော်လွတ်တော်အမေကြီး အမတ်ကြီးနင်းမယ်မဲရမလား အော်လွတ်တော်အမကြီး လွတ်တော်အမတ်တင်နဲ့အကုန်ရင်းနေတယ် ကိုကျင်ဝဲ ညာ ကျွန်တော်တို့မှန်တာကိုပြောမှာနော်ခင်ဗျားလွတ်တော်နဲ့နီးစပ်နေတယ်ဆိုတော့လွတ်တော်တင်ပြပေးဗျာ ဒီမိုကရေစီခေတ်ဆိုတာမှန်တာပြောအကုန်လက်ခံတယ် မုံရွာကပြည်သူတွေရဲ့ကိုယ်စားဖိုက်စတာတင်ပြခြင်းလုံးလို့ ပြောစမ်းပါ ဟော ကွာ ဒီကင်မရာကမြန်မာပြည်တစ်ပြည်လုံးရောက်သွားပါ ငါတော်ဝိထားလွတ်တော်ကြီးကိုငါတင်ပြမယ်ပြော တိုင်းပြောပါဒီကလိုက်ပြောတိုင်းပြောဟေ့ဟေ့ အခုတော့ငါ့ကိုမင်းပြောပြီးဆိုလွတ်တော် အမကြီးပြော ခင်မြေပြောရရင်ဖြင့်မုံမဲ့ထင်းနဲ့အတိလဲမလားစနေဖဲလားအကုန်သားအဟောင်းတွေမဟုတ် လာတော့မယ် လာတော့မယ် ကျွန်တော်တို့အဖွဲ့ရလေ ဘာဖြစ်လဲ လွတ်တော်ကြီးကို လွတ်တော်ကြီးကို ဟိုးနေပြီးတော့လွတ်တော်ကြီးကို ဟဲ့နေပြည်တော်မှာလွတ်တော်တစ်ခုပဲရှိတယ်မလွတ်ဘဲနဲ့တော်တာနဲ့မိန်းမပဲရှိတယ် အမလေးကိုကြကြည့်ရဲ့ အဲ့တော့တက်လာလုံးခေါ်တာဒီကောင်ဖြစ်မယ် လွတ်တော်အကုန်သိတယ်နေပြည်တော်မှာလွတ်တော်ရှိတယ်သိတယ်ကွာ အဲ့ဒါလေပြော မုံရွာမှာလည်းစောက်တော်မယ်ကွာလွတ်တော် ဘုံရစောက်ပါပါ မြောက်ရှုံးပြောတဲ့လွတ်တော်ကြီးကို တော်ပြင်းတဲ့ကောင် တိုင်တဲ့ပြောပြရစီခမညာ လွတ်တော်ကြီးကိုတိုင်တယ်တော့ ကျွန် ပြော တော်တို့ပြောမယ်နော် ကြိုက်တာပြောလိုက်မင်းတို့စကားတွေအကုန်မှန်တာတွေကိုလွတ်တော်လက်သိခံတယ်ဟုတ်တာတွေပဲလက်သိခံတယ်အကုန်လုံးမှန်တာဟုတ်တာကိုလက်သိခံတယ် စုံပြောမနေနဲ့ ဘာလို့ တချို့ကိစ္စတွေဒီမိုကရေစီရပြီးတာအခုချိန်ကြီးလေ ဟုတ်လေမဟုတ်ပဲလေ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  တချို့ကိစ္စတွေမဟုတ်သေးဘူးနားလည်လား မသိပဲလို့ငါပြောပြဒီမိုကရေစီကတိကြီးမှာမှန်တာတွေကိုပြောနေတာပဲဟုတ်တာတွေကိုလုပ်နေတာပဲဟုတ်တာတွေကိုပြောနေတာပဲမှန်တာတွေကိုလုပ်နေတာပဲ သိတယ်သိတယ်ထိုးလည်းသိတယ်သိတယ်သိတယ်အားလုံးသိတယ်ဒါပေမဲ့လည်းကြံနေနေတယ်ဒါပေမဲ့လည်းရှိနေသေးတယ် ဟဲ့ဘာမှမရှိတော့ဘူး ရှိတယ် ဘာရှိ ရှိတယ် ရှိတယ် ဘာမှမရှိတော့အကုန်လုံးနေပြီလို့ ဘာလို့မရှိရပါလဲလေကမားတွေထမင်းတက်လက်လျှော့သွားတာနေပြောတာလား အဲ့ဒါတွေအကုန်စီမံခန့်ခွဲပေးနေပြီ ရှိသေးတယ်ဆိုတော့ကျွန်တော် ဘာမှမသိပဲနဲ့နော်နွားချီအောင်ကွက်ကိုပင်လေထင်ကြီးကူးခတ်နေတဲ့ကလမ
တေချာကြည့်တာနားတော့ ဘယ်ဆောင်ဖြစ်ဖတ် ရှေ့နေတစုလုတ်ွက်စင်နေတယ် ရှင်းနေ ရနေယူနေကြမို့အကျင့်ဟောင်းတွေလည်းမပယ်မရရင်တော့အဲ့ဒီအမှုတွေကိုကွယ်ဝေရှိတဲ့အမှုတွေလွတ်ဖို့ရလဲလွယ်လာတယ်ပေးတွေ့ဖို့ပဲအရေးကြီးတယ်ရှေ့နေကြီးရဲ့ရက်ဆက်နိုင်လို့နဲ့ အေးစစ်စစ်သွားနာရ ပြန်ပြောသား ရှေ့နေတစုလုတ်ွက်စင်နေတယ် လုံးလို့ပဲနာရ ရနေယူ စောက်ဆံလည်းမရဘဲနဲ့သွားတချို့ တွေလည်းမပယ် ဒီစောက်ကြီးကမပြောက်သေး မ ဘူး ရ လား ရင် ဒါကြီးအေးစိတ်နေလိုက်တော့ ကွယ် အေးစစ်သွားမွေးအောင်မသွားရင်သွား ဝေရှိတဲ့အမှုတွေလွတ်ဖို့ရလဲလွယ်လာတယ်ပေးကြွေးဖို့ပဲအရေးကြီးတယ်ရှေ့နေကြီးရဲ့ရက်ဆက်နိုင်လုံးနဲ့အဲ့ဒီရှေ့နေကြီးရှိသေးတယ် အဲ့ဒီရှင်းနေတယ်ကိုရှင်းပေးကလမ ရှင်းပေးကြမလို့ဘူးလွတ်တော်မှာဆုံးဖြတ်ပြီးသွားပြီအဲ့လိုလက်စားတဲ့ပုံကိုယ်တွေကိုအရေးယူမယ်အကုန်လုံးဖြုတ်မယ်မိုက်လည်းပြောနေတာကွာ ဘာတွေပြောနေတာလဲအဲ့ဒါလေ ဟုတ်တယ် ဟုတ်လေဟုတ်ပဲနဲ့ ဟုတ်လေမဟုတ်ပဲနဲ့ ဟုတ်တယ် ဟုတ်လေမဟုတ်ပဲနဲ့ ဟုတ်တော့ ဟုတ်လေမဟုတ်ပဲနဲ့ ငါပြောရင်မင်းတို့မယုံဘူးဟုတ်ပါဘူးဒီမိုကရေစီကတည်းကမနာတွေကိုပြောနေတာပဲဟုတ်တာတွေကိုလုပ်နေတာပဲဟုတ်တာတွေကိုပြောနေတာပဲမနာတွေကိုလုပ်နေတာပဲ သိတယ်တို့လည်းသိတယ်အကုန်လုံးသိတယ်ဒါပေမဲ့လည်းကြံနေသေးတယ်ဒါပေမဲ့လည်းရှိနေသေးတယ် ဟဲ့ဘာမှမရှိတော့ဘူး ကြည့်တယ် ရှိတယ် နေမသိပဲနဲ့လာမတော့နဲ့ရိုးရင်ကြောင်ကငါတို့လူမျိုးမဟုတ်လာမောနဲ့ အေးလေအဲ့ဒါငါလည်းမသိဘူးမင်းဖေးတာ အဲ့ဒီကိစ္စကိုအောင်တော်ပြောအောင်ပါ ပြောပြလိုက်တယ်ငယ် ဟဲ့မှန်တာပြောရင်ငါပြန်တင်ပြ တကယ်တော့ တကယ်ပြောနေ တော့ဟိုပြမကုံဆောင်ရဲများတချို့ဟာအမှုတွေလေးပေါ်ကိုဝိုင်းကြည့်ကြတာပြီးကြီးသူတို့ရေခတ်နေတာမတနာပါလာထားกว่าဘယ်ညာအကုန်ထဲကြတာဘာမှမရတဲ့ဒီငပုကိုလူစုကအတူတူကတလေကုန်းကထုကြတာ အဲ့ဒီရေကြီးကနှိမ့်ဆက်တယ်တနာကိုဦးတသောက်ကပါအဲ့ရေကြီးတော့နှိမ့်ဆက်တယ်သူ့ကိုလည်းပတ်စံမပေးနိုင် ။ဒါကြီးဘာမှမကြောက်နဲ့အဲ့ဒါရဲကြီးမဟုတ်ဘူးရဲမေကြီး ဟဲ့ကောင်အဲ့လိုမပြောပါနဲ့အဲ့ဒီကိစ္စတွေကလွတ်တော်မှာတင်ပြပြီးသွားပြီအကျင့်ပြတ်ဝင်တန်းနဲ့အကောင်ဖြုတ်မှာခဏလေးပဲဆောင်ဟုတ်တယ် ။ဟုတ်လေဟုတ်ပဲလေ ဟာ ဟုတ်လေမဟုတ်ပဲလေဟုတ်လေမဟုတ်ပဲလေဟုတ်လေမဟုတ်ပဲလေ ဒီမိုကရေစီကတည်းကမနာတွေကိုပြောနေတာပဲဟုတ်တာတွေကိုလုပ်နေတာပဲဟုတ်တာတွေကိုပြောနေတာပဲမနာတွေကိုလုပ်နေတာပဲ သိတယ်အကုန်လုံးသိတယ်အားလုံးသိတယ် ဒါပေမဲ့လည်းကြံနေသေးတယ်ဒါပေမဲ့လည်းရှိနေသေးတယ် ဒီလေမရှိတော့ဘူးနော်အကုန်ရှင်းတော့တယ် ကျွန်တော်ပြောပြမယ် အကုန်ရှင်းတော့တယ် ခံစားကလုံးလုံးကြည့်လို့ပါဗျာ တကယ်ခံစားချက်လား ရွှေမြန်မာတွေအတွက်ခံစားကလုံး တ လုံး ကယ်ခံစားချက်ကိုငါတင်ပြ တင်ပြ မင်းငါ့ကိုပြောပြ အားလုံးမျက်နှာလေးတွေငယ်ထားကြစမ်းဟုတ်ပါဘူးမျက်နှာငယ်ထားကြစမ်းဩရှင်ကပေါ်ဇီးလျှော်ထားသူလိုပဲ မင်းမမြင်လား အဲ့တော့ကြည့်ခံစားကလုံးပါနေထွက်ချိန်နေဝင်အထိရုံးရတယ်နော်အခြေခံလူဒန်းစားတို့တွေရှာမလောက်ပါအပေါင်းဆိုင်ရောက်အတိုးမတတ်နိုင်နဲ့မွေးလုံးနဲ့ရွှေမြမများရဲ့လုပ်ငန်းရှင်ဟိုလူကြီးထောလိုက်တာကွယ်ဟိုတယောကာရောမနေပါနဲ့နေတော့ဝဲကိုတို့ကြီးစောက်လိုက်ပြန်တယ်အားကြတဲ့ကိုတယောက်ကြီးရဲ့ဟိုအောင်တော့တရုတ်တွေကလားတွေကြီးပဲချမ်းသာနေတယ်မြန်မာတွေမြို့ပြင်ရောက်နေတာနေမသိဘူးကလားမ ဟာကို
မျိုးမြောက်ရှုံးအဲ့ဒီအတွက်ရင်မနာနဲ့ ရင်သားတယ်ဗျာ ရှင်မနာဘူးအဲ့ဒါကျွန်တော်တို့မြန်မာတွေဝမ်းသာမှာ ဘာလို့ဝမ်းသာပါလဲ ဟာတရုတ်တွေကလားတွေထွက်ပြေးမှာဆိုလို့တို့မြန်မာတွေကမြို့ပြင်ကနေဝိုင်းထားတာ မြို့ထဲမှာဝဲစရာမြေကွက်မရှိတော့လို့မြို့ပြင်ရောက်နေတာမပြောဘူး အေးမေတော့မြို့ထဲဈေးကြည့်တယ်မြို့ပြင်ကဈေးတက်တာလည်းပြင်နေတယ်ပေါ့ အခုကဒီကိစ္စကိုလွတ်တော်ကိုတင်ပြဖို့ တင်ပြမှာ လွတ်တော်ကိုတင်ပြမယ်ဘာမှမဘူးနဲ့လွတ်တော်မှာလည်းအဲ့ဒါကိုစီဝေးဆုံးဖြတ်ခြင်းနဲ့ဆုံးဖြတ်ပြီးသွားပြီချမ်းသာတဲ့လူကိုဆင်းရဲတဲ့လူကိုတပြင်းကြီးလှုပ်ပေးမယ်တဲ့ပြောပြီးတော့ဟုတ်တယ် ဟုတ်လေမဟုတ်ပဲနဲ့ဟုတ်လေမဟုတ်ပဲနဲ့ မယုံဘူး ဟုတ်လေမဟုတ်ပဲနဲ့ဟုတ်လေမဟုတ်ပဲနဲ့ဟုတ်ဘူးဗျာ ဒီမိုကရေစီကတိကြီးမှာမန္တတွေကိုပြောနေတာပဲဟုတ်တာတွေကိုလုပ်နေတာပဲဟုတ်တာတွေကိုပြောနေတာပဲမန္တတွေကိုလုပ်နေတာပဲ တိတယ်တို့လည်းတိတယ်အကုန်လုံးတိတယ်ဒါပေမဲ့လည်းရှားနေတယ်ဒါပေမဲ့လည်းရှိနေတယ် မင်းစွတ်မပြောနဲ့ဘာမှမရှိတော့ဒီမှာရှိတဲ့အကုန်လုံးကိစ္စဟောအားလုံးကိုနေချင်းကြချင်းဆောင်ရွက်နေတာမင်းပါသိတာ နင်ကဘာတိတာနင်အသားပဲမဲ့အုံနောက်မမဲနဲ့ ဒီလိုလာမထိနဲ့ဒီစောက်အောင်တော့ကိုလာမထိနဲ့ နင်မသိတာတွေအများကြီးရှိသေးတယ်မြို့ကြီးတွေမှာဖြစ်ပြက်နေတဲ့ပြဿနာကိုအောင်မော်ပြောပြမယ်ကလိုင်းနားထောင် ဖေအောင်မင်း တိုင်းနားထောင် မင်းကြိုက်တာပြောလိုက်နားထောင်ပါ ထောင်လိုက်မတာအပေါက်မြင်အကုန်စွတ်တော့တာပဲပြူချက်ထော်ရန်ကုန်မန္တလေးမြို့နဲ့မုံရွာမြို့များ ဟုတ်တယ်လေ စင်မြင်မြို့တော်ဒီဆောက်ထား အစီအပြေမျိုးပဲလေ ကဘာလက်ခီးတော်များနဲ့တနေကုန်စီက စီလိုက်တာဗျာ တို့တက်ခဲ့ပြီတို့မြန်ပြီ သွေးကြော်လိုက်သမ်းပါ အိတ်ပလိုင်းငါများကလူတွေသိမ်းများ ပြီးသွားတယ်လေ စီကမရှိတဲ့လူတချို့က စိတ်ကမရှိတဲ့လူတွေ ကိုယ်တွေများနဲ့မိုက်တော်လွင်ပြစ်ချမြို့ရဲ့จิตရဲ့ကြီးတမ်းပြီ စိတ်ကပဲတကိုယ်ချင်းစိတ်က ဟောပါမီးပွိုင်းအပြက်ကြီး တောက်ပြီးရတယ်တနေ့ကုန်ပြက် ကျိုင်းကွက်ကတဖြည်းဖြည်းကြီးတဲ့ကြီး ဒီပါပဲ ကားများပေါ်များလို့လောင်ငါမလောက်ကြိုက်ကြလို့ကားများပေါ့လူတွေကြိုးကုန်ပြီးကားတွေတိုက်ကုန်ပြီးရင်တိန်ရဲများအတွက်သာအကျိုးရှိကြ ဟဲ့ လူတွေကြိုးကုန်ပြီးကားတွေမောက်ကုန်ပြီး ဟုတ်ကဲ့ ဒါလားစိတ်ရင်မျိုးတော့ပြောဖို့ခဲ လုပ်ပေးပါမယ် ဒါတွေပြုတ်ပြအောင်လမ်းတွေတိုးချဲအောင်ဒါမှဆက်မလို့ကြရင်အားလုံးခဲ ဒါပေါ့တော့ လူတွေကျိုးကုန်ပြီးကားတွေတိုက်ကုန်ပြီးဒါလားစိတ်ရင်မျိုးတော့ဘယ်လိုပြောမလဲပြောကြတယ်ဒါတွေပြုတ်ပြအောင်လမ်းတွေတိုးချဲအောင်ဒါမှဆက်မလို့ကြရင်သေယုံပဲရှိ ဒါမှပြေးပါပေါ့ လူတွေကြိုးကုန်ပြီးကားတွေတိုက်ကုန်ပြီးဒါလားစင်ပြင်းမျိုးတော့ပြောဖို့ခဲဒါတွေပြုတ်ပြင်းအောင် အခုပြုတ်ပြင်းနေပြီ နေမိမဘိုက်ကိုလား အဲ့လိုတွေခဏခဏပြုတ်ပြုတ်ပြင်းနေတာလို့ ဒါတွေပြုတ်ပြင်းအောင်လမ်းတွေတိုးချဲအောင် ဆဲလိုက်ပြီဆဲလိုက်ပြီ ဘာချဲလာလဲဘာချဲလာလဲမုံကမိန်းလမ်းမရလွန်ခဲ့တဲ့နှစ်30လာလဲဒီလမ်းအခုလဲဒီလမ်းနေမေလွာဆိုင်ကိုင်းနဲ့ကြက်တကားကိုမောင်းပြ
ကျွန်တော်ပြောပြီးမယ် အောင်တော့အဲ့လိုမပြောပါနဲ့ကွာချဲ့တယ်ကွာဟိုဘက်တစ်ထောင်ဒီဘက်တစ်ထောင် အဲ့လို မ ဟဲ့ ပြောကြပါနဲ့မပြောကြ 6 ပါ လ နဲ့ မ်းသွား6ဟဲ့ပြောပါတော့ ခင်ဗျားတို့ကတိတ်စော်ကားနေပြီ 6လမ်းသွား တကယ်ပြောတာပါသူမိမလန္ဒရာပါ အင်ဂျင်နီယာ အခုဆိုရင်သူမိမ6ယောက်သွား ဟုတ်ကဲ့တယောက်ကိုတစ်ဆက်ရှင်တော်ပြီသွားနောက်တစ်ယောက်လားဟာ6လမ်းသွား အေး အခု6လမ်းသွား 6လမ်းသွားဥဆောင်ပြီးတော့လုံနေပြီ ဟုတ်တယ် အဲ့ဒါကိုပြောတာ မြန်မာပြည်လုံး6သွားလို့ရှင်းလမ်းသွားတယ်လုံတော့မှာ ဒါတွေပြုတ်ပြင်းအောင်လမ်းတွေတုံးချင်အောင်ဒါမှဆက်မလုပ်ကြရင် လုံနေပြီလေကွာဟုတ်ကဲ့ ဘယ်ကြနေဘယ်စာဆောင်ဘယ် Facebook ဘယ်သတင်းစာပဲကြည့်ကြည့်တနေ့နဲ့တနေ့ရင်တိုက်မှုတွေကြီးပဲဗျာဟာဟဲ့လေတော့တယ်ရှိမကာကာ ဟေးကားနဲ့မမှတ်စားဟဲ့ ဘာဖြစ်လဲတော့ ဟာခွင်းလေးကားတိုက်သွားတယ် အဲ့ဒါခွင်းလေးမဟုတ်ဘူးတခြားကြီးအာဆိုတေးဆိုတေး မပါငါဘဝအတွက်ပြီးရင်ရှင်မအမလီ အားလုံးဒီစင်းလေးကိုကြိုက်တယ်ဆိုလက်ကုပ်တန်လေးပြပါလားဗျာဘုံရမှာအမတ်တရဆိုခဲ့တာပါ တညာကိုတခုတော့လှုပ်ပေးတယ်နော်ကျင်းနဲ့တယ်မလားကျင်းနဲ့ပါလည်းငါမောင်ရဟုတ်ကဲ့ အဲ့တော့အစ်စ်ကိုလည်းနားထောင်ဝေးပါနော်ပိဋကများအဟောင်းတွေကအကောင်းကောင်းလေးတွေကိုလည်းတင်းကြီးခံပြီးတော့ပိဋကများအပါရရ ကျွန်တော်တို့9ယောက်လည်းတော်တော်စပင်းနေဖြူနေပြီ မိသားစုတွေလည်းအများကြီးပြင်ဆင်ထားပါတယ် ဟုတ်တယ်ခေါင်းတွေရားလာလေတကောင်းလုံးစပင်းဖြူနေဈေးဆိုးအောင်ဟာ ကျွန်တော်တို့၄ရက်ကသမင်းပြူလားဟိုနောက်ကအချုပ်နာနီးနေပြီ ကဲအဲ့ဒါမိသားစုတွေအတွက်အနေကစားမယ်ဗျာအများတကရွှေပြုံးနေကြပြီလားဗျာ အများတကာရှင်ပြောင်းနေပြီကိုမြောက်ရှုံးရေ ဘောပါလိုင်းအနေကကိုအများတကရွှေပြုံးနေဆိုအောင်တော့ရေ မြောက်ရှုံးရေ တို့9ယောက်ကအာအင်တော့ ဟိုကလာကြီးဖင်ကောက် သူတိတ်မင်္ဂလာပြပြလေးပြည်သူပြည်ကြောင်းစုတောင်းတယ်။လာစီချမ်းနဲ့လက်ဆောင်ရပါစေ။ပြန်လာချမ်းပါ
ငါပြန်လာပြောင်းရောက်ဖတ်ဆိုင်ရ ငါဘွားပြအောင်မင်းလုံနေ မင်းကောင်မင်းတောင်ကျုံသွားနေတယ်ထင်လို့လား ငါကိုကြီးကြောင့်မှတ်လို့ကနေတာကွာနင်းမေလွာနင်းဘာလို့ စားလာတယ်တကယ်ကြီး စားလာရင်အမွှေးလုပ်ပြီးကြော်လိုက်လေ အဘေကသူကြည့်ပဲဟောသူ အစိုးရကဒီစာရတယ်မပေးတာဘူးဘာကောင်နေမှန်းကိုမသိ ဘာကိုပဲ အော်ရောက်မြန်မာသားတွေက ငါတို့ကနေ့ကိုကလစာပြောင်းရေးပေးရမလားမသားမ ဆိုရမင်းကမင်းကိုလည်းဖတ်တာမဟုတ်ဘူးဘာမှငါပေး ဘာကိုပဲ တော့ကမျက်လုံးကနည်းနည်းချမ်းသာ မင်းမနဲ့မွဲပါလား တလုံးမှလည်းမခံဘူး မင်းခံလေမခံရင်ကလမလွတ်လိုက် မကပါဘူး တော့ခံမကရခံတယ် ခိုင်တော့မျက်မှန်တက်အောင်မျက်မှန်နိုင်နေတာ မျက်မှန်လောက်တယ်ဘုံပွဲတာကြားတယ်ဟာကိုကြီးအစာနေနေတာကြားတယ် ပြအောင်ဒါပဲနေပါတယ်ကွာမင်း ဟောဒါပင်နဲ့သွားတာ တော့ဆိုင်ကလည်းကြံကြနေ ပြဖတ်ပြန် ဟုတ်လားဟုတ်လားမြောက်ကလည်းဘလို့စားလေယူလာလဲဒီမှာစားလုံးတွေကရေဆူထားတော့မတဲမကွက်ဖြစ် မီးဘူးတယ်မီးဘူးတယ် တစ်ချက်လေးဆိုအေးလို့ ငါဖတ်ပြ အလုံးနေတာတဲပြီးပြူးနေတော့ တေးပြီးတော့စီလေးဖြစ်နေဘယ်ကပြူရမှာလာတယ်ပြီ73ချက် 73ရက်နဲ့ရတာမင်းညမအတောင်းတကုံးပါလေ အဲ့ဒါဘယ်က73ချက်မပေးဘူးကွာ ငါဆိုအလက်ကဖရီဒမ်ပဲ ဟလာကိုကျူကခေါ်ရတာပြန်မလွတ်တော့ဘူးတို့ကိုကျင်ဝဲရှင်း အဲပြောလိုက်ခြေဝက်ကရှေ့မဘူးလို့ကျွဲလို့ 哎呀，哟， ကိုကျင်ဝဲစီလာတာစာကကိုကျင်ဝဲစီလာအောင်မလေး sorry 搞我哩！ ဆိုမင်းကိုဆောင်မဲ့စာ ကိုကျင်ဝဲပြန်ဖတ်ပြမယ်နော်ဟုတ်ကိုကျင်ဝဲရှင်ကိုကျင်ဝဲမျက်နာဟာဟောကျမဟာ ကိုကျဝနင်းတာ 这不是哎，哟， ဟိုကတင်နေဒီလိုလေသူကဒီလို 冇吧？呜，哟，烧什么嘞？ ဒီပဲတော့ပြမလာလိုက်ဒီပဲစပါ 我们要谁要到တရားဟောသလိုဖြစ်နေတယ် ဘာဖြစ်လို့လဲ ။စာအုပ်တရားဝင်တဲ့သရွေးမမျိုးချတဲ့နေရာသွားမျိုးချတာ ဘာလို့မျိုးချလဲ ။အမဒုတိယမင်းနေကြမြောက်လေးဗုဒ္ဓံသရဏကိစ္ဆာမိလို့သွားမှာ အဲ့ဒါသွားပါလေ ။ဒုတိယမင်းနေကြမြောက်လေးဆိုကြွားရော အဲဆိုမရှိဘူးအောက်တော့ပဲ ။အဲ့ဒီမှာမမျိုးချတဲ့နေရာသွားရှောင်းအဲ့လိုဖြစ်နေတယ်မင်းစာ အော်ကျွန်တော်တောင်းမယ်ကျွန်တော်စာထဲနဲ့ပြတ်သွားလို့ မပြတ်နဲ့ကြိုးပြီးကြည့်တာ အခန်းထဲမှာမြောက်ကဘလို့နေရမှန်းတော့မသိတော့ ဒီမောင်းထောင်နေလေတို့ကိုကျင်ဝက်ရှင်ကိုကျင်ဝက်မျက်နာဟာကျမဟာအမတန်ချစ်ခင်ဇလန်းနေသူတယောက်ပါရှင် ။ဟောဟင်းကိုလည်းကိုအရင်ချစ်တယ်။ဒီနေ့ နေရရှိရင်နင်းကိုတော်တော်စောင့်နေကြနေတာနော် ဒီညကိုကျင်ဝက်တို့မုံရွာရွှေစည်းကုံဖျားရှိမှာကမယ်ဆိုလို့ ဟုတ်တယ်အမိုးလေအဝေးရနေညာလိုက်ကရောလာ ငါကလားဆိုတတ်ချင်တာ ဒီနေရာကျတော့တော်ကြီးကွက်တယ်လားစောတီးမနေနဲ့ငါလာတနေဦးမယ် ဒီဒီတက်လိုက်နင်းကဘလူးကတော့ငါပဲပါနေ ဟောတွေ့လား तू ကစီယုံရေးသိကောင်းလား ကိုကလည်းပြန်ပြောလေကျွန်တော်ကလားမဟုတ်ပါဘူးလို့ ကျွန်တော်ဗုဒ္ဓဘာသာအစ်စ်ပါနေမယ်မူဆွေဘာပေးရလဲဘုန်းကြီးကျောင်းဘက် အဖုံးကြောက်တဲ့ရောက်ပါပြီအဲဒီညကိုကျ အဲ့ င်ဝက်တို့ ဟိုမျက်နှာမထက်နဲ့တော့ ရွှေစည်းကုံဖျားရှိမှာကမယ်ဆိုလို့အစိုးကြီးကနေရာရအောင်ညမနောက်ဆုံးကနေချောင်းကြည့်နေပါတယ် ရှင်းပါလေ ရှင်းပါလေမဖြစ်တော့ဘူးဘုန်းကြီးတွေကြီးပဲဒါတွေကညီမတွေမဖြစ်နိုင်ဘူး အကိုနီးနာမကြည့်ရဘူးကြာ तू ကရှက်တော့ဟိုးအနောက်ကနေပြီးတော့ဟိုးနောက်ကနေကြည့်နေ
အမလေးတဖုံးကြတဲ့ထွက်တဲ့လူ မသားရအောင်ဆွဲထုတ်တဲ့ကြံတာကြီးကို တဖုံးကြတဲ့ထွက်တဲ့အတန်လေးကိုလာ အေးကြီးလာလားကိုလာကြည့်အောင် မနေလဲလားရွှေနဲ့များတဲ့ အေးကြီးလာလားကိုလာကြည့်အောင် သူကရင်လဲငိုတယ်လို့ပဲမျက်နှာပြရင်မှမသိကိုမှမသိကဲအခုသူမဟုတ် အမလေးယူထားလိုက်ပါမယူပါဘူး အမ အမလေးတောင်းပါပါလေငါ့900ချပြီးငါ့စီက1500ပါလေဟမ်လူလေဟိသားသမီး ဒီမှာဟိုမရကြီးကိုထားအောင်ဒီမှာမရင်ငယ်စားလာ မင်းမခဏနေကွာမလေးပါယောဒီစားမဖတ်ပါနဲ့လားဒီထွက်လို့ယော ဒါသူမသိအောင် ကိုလေကောင်းကြီးကြတယ်ထွက်လိုက်ဘူး ကိုကအရှိမရှိလေလို့ကိုကအနောက်ကနေကိုချောင်းနေတာအဝေးကြီးကနေလာပြီးအားပေးရတာကို ဒီဆောမဟုတ်ဘူးနော် ဒါမဟုတ်ဘူး ဒီဆောကြီးတော့မဆောချင်းဘူးဟို sorry စကစ် ကျမဟိုအနောက်ဆုံးကနေကြည်နေပါလေရှင် ဟာမိုက် အကိုကတော့ညမကိုမှုတ်မိမယ်ထင်ပါဦး ကိုအဲ့နေမူးနေတယ်မဟုတ်ဘူးလားမဟုတ်ဘူးဟာဘာကြီးလားယောဒီလောက်ကြောက်စ မမီမလားမသိဘူး အမလေးဟာထုံးနေ ကွာစောင်းကြည့်ပါပါကွာစပတ် စာကိုစပ်ပြီးတော့ဖတ် ဟုတ်တာပဲကြားသိရမြေးဖတ်တာစာကြနေတယ်ပြန်ကောက်လိုက်တယ်ကွာ စလုံးပေါက်တပ်ပုံနေမင်းမားနေတယ် အကိုကတော့ကျမကိုမှတ်မိမလားမသိ အေးဟာထုံး မှတ်မိ မမေရောချစ်တယ်ဟင်းကို ဘာဖြစ်နေ မှတ်မိမလားမသိဘူး မမေလေ ညမရွာလာတော့ကအကိုပြော့တယ်ဆို အဲ့တော့လေအေးပြီးတော့ပတ်တော့ပါ ကျမရွာလာတော့အကိုပြောတယ်ဆို အေး စောင်းကြည့်ပါပါ ဆက်ပြီးတော့ဖတ်ဩ ကိုလေဟိုတပ်ပုံမဖတ်ပေးပါ စာတွေကနည်းနည်းရောနေလို့ကျမတို့ရွာလာတော့အကိုပြော့တယ်ဆို အကိုရမ်းပြောရဲ့ချစ် ယခု ယခု ခုနာတော့တာပဲကျင်ဝက်ဖေမှာဝေး ခွေးပရင်ကြီးတာ ယခုကျမတို့ရွာမှာ ရွာမှာရွာ မမစောင်းကြည့်ပါပါ ကျမတို့ရွာမှာဗန်းကြီးပြန်ပွဲရှိတယ် ။အောင်ကြီးပြန်နှာခေါင်းကြီးကနေမင်းတို့ဖေကောင်းထဲမှာကြံခဲ့တာလား ဘာသာဝရဒီလေးအကိုထားပြီးခဲ့တာပါ ဟာမနိုင်ပါဘူးဗျာဒီလေဖုန်းကြီးဗျာ ဘုံကြီးပြန်ပွဲရှိတယ်ပဲလားယူဆက်လားအညံ့လားမသိဘူး ။ပွဲလားရုပ်ရှင်လားအငိမ့်လားမသိဘူး။စောင်းကြည့်ပါစပါ ပွဲ း မြပဲတဲ့ ပွဲလားရုပ်ရှင်လားအညိတ်လားမသိဘူးအကိုလားပြစ်အောင်လားနော် အေးပတ်လို့စပါ ပြောလိုက်ကျင်ဝက်ကလားမဟုတ်ဘူးလို့ ကျွဲလာအောင်ပဲကွာ အကိုလားပြစ်အောင်လားနော် အေး မြမမြော့နေမယ် ညောနေတာညောနေ မြမမြော့နေမယ်အကိုနဲ့မြမချင်နေတာကို ကိုလို့ချစ် ချီနေတာဒီမိမအေးပါ အကိုနဲ့မြမချစ်နေတာကိုအဖေတို့အမေတို့ဘေတို့ပလို့ဘေဂျ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 ေသူ့ပေါက်ဘေဘေတို့ဘေသူ့ပေါက်ဘေဘေတို့ဘေတီသွားပြီ ဟိုတို့တီးတာမဟုတ်လားကားတယ်တို့ ကျွန်တော်တချင်းဟိုစာတိုက်နဲ့ဒိုးစစ်တဲ့ဝင်သွားတာ တိတ်လိုက် အဖေတို့အမေတို့တိသွားပြီ ဟာတီးသွားရင်ဘယ်လိုလုပ်လဲရှိရဲ့ အကိုအမြန်လာတောင်းတော့ မရဘူးပါဟေးပါ အားနာတယ်ကျင်ဝက်မတောင်းနိုင်တော့ဘူး မမ တရင်းသားဆယ်ကြီးနဲ့ဆွဲမှတော့ကျင်ဝက်မကြွတော့ဘူး အကိုအမြန်လာတောင်းတော့ ဝစ်စံမ ။ကြံခဲ့တာကိုစလို့ ဟောဝစ်စံမ အ မ မြန် မ လာ င်းမ တောင်းတော့အငိတ်ပြီးရင်အကိုနဲ့ညမနှစ်ယောက်ကြီးတွေ့ကျင်လိုက်တာရှင် ဟာကိုကမင်းကိုတွေ့ချင်နေတော့ကြော်ကြီး ။ဟုတ်ပါပြီ ဝေးရတယ်တပ်ပြီးကွာ ဘယ်သူမှမသိအောင်အငိတ်ခုံရဲ့အနောက်ကလမ်းတောင်းဂျိုးလေးအမှောင်ထဲကိုလာခဲ့ပါလားရှင် တယောက်တည်းလာတယ် အကို မင်း ကျ စီ မ က ကို ကိုတယောက်တည်း အကိုကျမကိုမြင်ရင်မှတ်မိအောင်လို့အနက်အပြောက်ကိုအထက်အောက်ဝမ်းဆက်ဝတ်ထားပါတယ်ရှင် ။အော်ပိုက်တော်ပြေကိုသွားပြောင်းသွားလိုက်။ तू ကအနက်ကိုကအမဲ။ဖိုက်တယ်ဘာမှမြင်ရမှာမဟုတ်ဘူး အာစပုတ်ဟိုအဲ့ကိစ္စလူ
မမြင်ရလေကောင်းလေ အနဲ့အပြောက်ကိုအထက်အောက်ဝမ်းဆက်ဝတ်ထားပါတယ်ရှင်လာပြစ်အောင်လာခဲ့နော် ကိုလာခဲ့ပဲ မစောင့်နေမယ် ဆောက်တော့ ပုံငွေဖွေးမ ဟာငိုဘွေးကဒီလိုတွက်ပြီးကြိုက်တာလေမင်းအောက်ကလှန်ပေါက် ဟုတ်လက်ကားတော့ငါတို့ ကျွန်တော်တို့ဆူချလာတာပါရတနာထေးတောလျှောက်ခါရတနာထေးတောလျှောက်ခါမြစ်ပေါ့ဗျာဒါမြမစေးဝါပါ ငိမ့်ကြီး ဘာမှမြမစေးနေရတော့နံပါတ်1မှာမရှိပါလေ ပြောနေကြမလို့ပါဘူး ကျွန်တော်ရတနာထေးတောလျှောက်ခါမြစ်လိန်စေးမှာဥအောင်နိုင်ဝင်းမှာဥအောင်နိုင်ဝင်းဆိုတာဒါကျွန်တော်တို့ယောက်ျားကြီးပါ ဟုတ်တယ် तू ကအရင်တော့မိန်းမလေယောက်ျားကြီးမဟုတ်လို့နင်းမိန်နေဖြစ်ရပါ ရနာထေတော်လျှောက်ကားမြစ်လိမ့်စေအမတန်ကောင်းပါလေအကျော်တက်တဲ့လူများ ဟုတ်ကဲ့ နော်ကျွန်တော်တို့အကျော်တက်တဲ့လူများဆွဲချလိုက်ပါ ကောင်းတော့လား ညော့သွားပါလိမ့်မယ် ရောက်သွားပါလိမ့်မယ် ရတနာထေးတောလျှောက်ခါမြစ်လိမ့်စေးမှကိုနိုင်ဝင်းမှစုတော်ငွေတသိန်းကျပ်လိုတဲ့ကိုသားကိုမြောင်ရှုံးဆိုင်ပါလိမ့်မယ် ကျွန်တော်ပေါ့ တစ်တောင်း တောင်းချက်မသားကဲတောလျှောက်ခါမြစ်မိသားစုကြီးလည်းပဲဒီတက်မှာကကိုအောင်နိုင်ဝင်းတို့စီဝါလာလာပါတိုးပွားပြီးအင်းလေးအမေကအချစ်များများပွားပြီးတစ်နှစ်ကိုနှစ်သားပွားနိုင်ပါစေ ဟဲ့အောင် နင်းမိန်တော့မင်းနဲ့တူအောင်လုပ်နေရလားလား ကဲဒုတိယတစ်ပုတ်ဆိုင်ကြ အဲ့တော့ခုလို့စုချတဲ့ပတ်စံတစ်တောင်းဟာအပြင်မှာပေးတဲ့တသိန်းနဲ့စာရင် ဘာဖြစ်လဲတကယ်ချင်း 9000နဲ့တဲ့ စိုက်ပေးပါ စုပေးဦးလေဩစုပေးရပါလားအခုလို့စုကြတဲ့အတွက်ရနာထိတ်တော်လျှောက်ခမြေလိမ့်စေဥအောင်နိုင်ဝင်းမှာစုတော်ငွေ1000စုချတဲ့အတွက်ကျမ်းမာထီပေါက်နိဗ္ဗာန်ရောက်ပါစေတည်း ခေါ်ဘကကြီးပါဗျာခေါ်ဘကကြီးပါတနာပါတော့ဝိုင်းရဲ့တက်ဆမ်းမှာ တာရူပါတော့ မင်းကိုစုပေးခိုင်းတာပတ်စံတစ်သောင်းစုကြရနဲ့ကျမ်းမာထီပေါက်နေပါရအောင်တိုလေးလျှောက်မဟုတ်ဘူးအဲ့ဒါကြောင့်ရိုးရိုးမပေးလူပေးဆိုလို့မပေးရဘူး ဘယ်လိုပေးရမလဲ ဆရာတော်ပေးရများပေးလို့ပေးရတယ် အေးလို့စမ်းမှာအဲ့ဒါကြောင့်ကိုကဘူးသူရရှိလို့ပါ အဲ့တော့လို့ပြောပြီးတဲ့တကလား ဘာမှမပြောရသေးပါဘူးဗျာကလမလည်းဘာမှမပြောရသေးဘူး तू ကနှကန်းချိတာ ဟော ဟိုစ ဆ ကား ရာတော်တရားတော်မှသူချီတာပေါ့ဘလို့ချီ အဲ့တော့လို့ပြောပြီးတဲ့တကလားတော့ချောက်ခမ်းမြလိမ့်စီလဘေး လက်ဖေးဘာလဲလက်ဖေးရ तू ကဟိုတရားနှကန်းတတ်တာပေါ့ အော်လက်ဖေးရနှကန်းတတ်တာမှတ်ထား ဥ အောင် အောင်နိုင်ဝင်းမှာလပါ ညာ အောင်နိုင်ဝဲလက် တ ပဲ ရားနှကန်းတတ် အော်တရားနှကန်းတတ်တာအမ စုတော်ငွေ1000ကျပ်တိတိစုချင်းမြင်လိုက်ရပါလိတော့သာတင် ဘာလို့လုပ်နေရလဲ တရားတွေဝါစာနာ သဘောပါလားဟဲ့ တဲအိုးပါဖေးရဟော ကျမရဲ့ချစ်သူပဲသူချင်းခွေခွေချာချာပြောပြမရှိဒီနောက်ဆုံးလို့မမုန်းနိုင်ချင်းရှင်မတန်လုံးဆုံးတိုင်းချင်းကိုမြောင်ရှုံတော့မမျောကတာအလောင်းစရာနေလန်းကြီးပါလားအတူရှင်ကြည့်ဖို့မစရာသွင်းလူစင်မမီလို့ခတဲ့ရှင်ကိုချာစီကအနီထူတော့တီတီဦးနေထူရင်တူကိုကိုစီကိုရီဆောင်တွင်တော့လျောင်ချင်းနေမနေရင်တူမီယူရလို့တတ်တာချင်းဘီလူဝါနဲ့လှတ်မျက်နှာနဲ့စင် ဘယ်လူอ่ะကိုကြလေးကိုဘယ်လူอ่ะ ဟဲ့နေရောက်တော့လွယ်လာပြီတယောက်ကဘယ်လူอ่ะ ကိုအောင်တော်နဲ့တူပြောင်းနေပြူတူပြည့်တဲ့သူမျက်နှာမွေးရွှေကလေးဆက်လို့မျက်မဲ့ချင်းလီပြတ်ထားတဲ့ယူတင်မောင်မောင်ခေါ်တဲ့ကိုအောင်မောတောက်ချောချောနဲ့စတိစပြဲသူကလေးလူတစ်မျိုးပါပဲမူလေးလူမဆိုပါခွေပြိုစင်လည်းနေကိုချင်းဖလို့ကိုချင်းဝနဲ့တွေ့မဲ့ရှင် ကိုချင်းဖလို့ကိုချင်းဝနဲ့တွေ့မဲ့ရှင်အများဆွေလို့မခွဲနိုင်နဲ့အတောင်းသေးတဲ့ကလာနဲ့မတွေ့တဲ့ခင် တာပဲမတွေ့ဘူးလား
လက်ခုပ်တယ်လေးပြပါဦးဗျာဟွာလိုက်အဲ့တော့ ဝါဝါလိုက်ချစ်သူပါလေကွာသေလိုက်ပါလား ဟွာလိုက်ချစ်သူရွေးမယ်ဟွာလိုက်ချစ်သူမောဟမှာပါလားမသိဟွာလိုက်ချစ်သူပါလားပါရင်ကိုယ့်ကိုကျုံတော့တော့ဖယားရှိနောက်မှာမလောက်အောင်နော်အကျိုးပြောထားတယ်မလောက်အောင်သလားဝါလိုက်ချစ်သူကမိုးရမှာမရှိကျွန်တော်သိတယ်ကျွန်တော်တို့ five star ဖွဲ့ထဲမှာရှိဝါလိုက်ချစ်သူကသူများနဲ့မတူတမှုထူးကြအရက်မောင်းလေးကွာဖူးဖူးလေးစိုးရီကပြောတဲ့ကိစ္စ အရက်မောင်းလေးကနည်းနည်းဖုတ်နည်းနည်းဒီတဲ့ဖုတ်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 လာကြပါဦးမျိုးမရက်ကြီးကိုစော်ကားလို့မြေမြူနေတာဟောလိုက်ချစ်သူကမင်းလို့ငါပြောလို့လားညောင်ရှုံးပါလို့ငါပါဇက်ကပြောလို့လား အများပဲအရက်ပူတယ်ဆိုရင် ပူတာမင်းတယောက်ထဲလား ကျွန်တော်ပူတယ် အေးလေအရက်ပူတိုင်းမင်းဆိုရင်ကြံတဲ့လူတွေအကုန်တက်လာမှာပေါ့ ကျွန်တော်ပြောလိုက်တာမဟုတ်ဘူးလား မင်းလို့ငါပြောလို့လား ကျွန်တော်တို့ပဲတဲ့အရက်ပူတယ်မှာပူတယ်ဆိုကျွန်တော်ပြောလိုက်ရဲ့ဟိုလေအေးလေကလင်ကင်းကြတယ်လေ မင်းလို့ငါပြောလို့လား ကိုစိုးစိုးပြောတော့ခုလိုပြောတော့တမျိုး နာမည်လည်းတက်မပြောနဲ့စောက်ရှက်လည်းမရှိ မမလည်းမသိဘူးစိုးစိုးပြောတော့တမျိုးခုတမျိုးမမလည်းမသိဘူး မြစ်တာပို့သွားတာကျွန်တော် မင်းကညာမရှိတယ်ဘူးမြစ်တာပို့အောင်မင်းကိုဆဲပါငါလုံးပါပါအမင်းနဲ့အကုန်မြင်တယ်မင်း မြစ်တာပို့တာနားမလား အော်ဆေးသွားတော့ဟုတ်မယ် ငါလုံးတယ်ဟုတ်မယ်မြစ်တာပို့တာငါဆိုတာငါကဲ့သို့မန်ထားနဲ့လိုဆိုတာလိုရင်ဆန္ဒပြေဝစေမယ်မဆိုတာမစားမယ်လို့ပေါ်လိုက်မယ်တားဆိုတာကြောသားရှင်သားမခွဲခြားဘူးလေးလုံးပေါက်လိုက်တော့ ငါတော့မှသားလိုက်ငါပြောဟုတ်တယ်ကျွန်တော် ဟုတ်တယ်နော် မင်းကိုဆဲရလို့ငါပြော အေးဟုတ်တော့ဝါလိုက်ချစ်သူကအမှန်တကယ်ကကျွန်တော်အဖွဲ့မှာတကယ်ရှိတယ်သူကသူများနဲ့ကိုမတူတာတမူထူးကြတာသူ့ရဲ့မျက်နှာသူ့ရဲ့ face လေးကွာလေမျက်လုံးလေး eyes မျက်လုံးလေးကွာပြူတူတူလေးနဲ့သူကသူဝင်းဦးလို့ပါလို့မဲ့လေးနဲ့တော်တော်ယူတယ်စောက်ယူပါဘယ်လိုလဲပါလာလို့ ဘိုက်လာပြင်လာ ဆက်เสียရတယ်ရှိတယ်ဆက်เสียရတယ်လာလောက်တယ်မင်းစောက်လို့တခုမှမပါဘူးဟိုမှာသူ့မိုက်ကြီး သူတို့တက်လို့မကောင်းဘူးတဲ့ကိုကြကြီးရဲ့အလယ်မိုက်လေးသွားညှိပြလိုက်ပါဆိုလို့ညောင်ရှုံးကသူ့ရဲ့နဲ့လောက်တာတော့ကျွန်တော်တို့မမီမာဆိုလို့လာပြီးတော့တောင်းလုံးလဲပေးညှိအောင်လာပြီးလာလုပ်ပေးတာခင်ဗျားပါပြောလိုက်မှလည်းကျွန်တော်မသိဘူးကျွန်တော်ဘာကြောင့်ကျွန်တော်ထိုင်းနေတာဆက်เสียခိုင်းလို့မိုက်လာပြင်တာမင်းဆက်လန်းလည်းဝင်ပါဘူးစောက်ထင်မကြီးနဲ့တရောင်းစား ကြားလားမင်းကိုပြောသွားတာတရောင်းသားတဲ့ ဟုတ်သားမင်းကိုပြောနေတာမင်းသူတိုင်းပဲလဲထိုးချ အပူတွေများနေတယ်အတန်တွေဝင်းနေတယ်နော်ခုနောက်မှဖင်သွားခံလိုက်ပါလား ကိုစင်ရွရဲ့ခင်ဗျမသိသေးဘူးလား အဲ့တော့ဘယ်လိုတော့ဖိနေငါရှုံးနေ ပိုက်စတာတော်တော်မရိုင်းနဲ့ပြောနေဦးမယ်နော် ဘာလို့မင်းစိတ်တဲ့သူ့နဲ့ချီတော်ကြီးများမှတ်နေလားလက်ကြီးလက်နဲ့လုံပါဒီဝက်လုံးကြီးနဲ့ကြီးကိုစိတ်ဝင်စားလားလို့အဲ့တော့ကျွန်တော်တို့ဝါလိုက်ချစ်သူကဖိုက်စတာအဖွဲ့ထဲမှာတကယ်ပါလားအသားရည်ကတမှုထူးကြတမှုကလေးဘက်ကလာ ဟာမိကျူမိသားကလာယူရှင်ပြတပည့်တော်တို့ဆဲနေတယ်ဗျက ထားလာပြီ
လိမ္မာကြီးအောင်ဆောင်ပြီးတော့အရန်ဆိုးသွားနေကောင် အဲ့တော့ဝါလိုက်ချစ်သူဆိုတာရှာရုကန်အော်မပေးတဲ့များဟိုကလားကားတွေချီဦးပါလိမ့်မယ်ကျွန်တော်ဒီဘောလီဝုဒ်ကထွက်တဲ့မင်းသားလေးလည်းရှိတယ်လေဟိုခံလေးခံလို့ကျွန်တော်ပမာလို့ဆိုတော့ခံလေးခံတာရမကန်ရှာရုကန်အတူနဲ့ဆိုရင်တော့ခံ၅ကန်ဖြစ်သွားပြီသူခံတာကတော့ ရှာတော့ကန်ကျွန်တော်ကန် ကိုအောင်တော့ ဟေး ကျွန်တော်မကြားလိုက်လို့ဘာခံတာ ဟောမင်းရလေ ရှာတော့ကန် ဟောပါဦး ရှာတော့ကန်ရှာတော့ကန် ဟေး အခုပွဲသားမခေါ်ပါနဲ့ကိုပွဲသားတော်တော်မရိုင်းနေဗျာအခုဘာပြောလဲဘာဖိခိုင်းလားကျွန်တော်ဖိမေးယူနေအမလေးသူ့တော်ထုံးတော့ပေးရမှုဖြစ်သေခြင်းဆိုရှာရုကန်မီတုံးတို့ဒီဖေကဒီတရားရဲတန်ငါဆိုအလကားတော့စိတ်မသား ဒီချိန်မှာငါတရားပေးတာတော့လုံးလုံးအားကြည့်လိုက်တယ်ဟိုစောင့်နေနဲ့ရိုးလာရောပတ်သက်တယ် သူကသူကိုယ်တိုင်လည်းမဟုတ်ခင်ဗျာဘာသာလို့လားဘာသာလို့လားကျွန်တော်မသိလို့မရခင်ဗျာမိုက်ရှိကိုဘာသာလို့ ကျွန်တော်ချစ်သူကိုကြည့် နင့်ချစ်သူမရှိ ဟိုမှာ နင်းလည်းတကယ်အရှက်မရှိတာ ဒါလည်းစောက်ချက်မရှိပါဘူး အဲ့တော့ဒီ ဘာပြောမကျွန်တော်စောက်နေတာကိုစကားကိုဘာပြောမလဲ ဟောဒီတော့ဟောလိုက်ချစ်သူကကျွန်တော်အဖွဲ့ထဲမှာတကယ်ပါသပင်လေးကိုဝမ်းဝေးကင်နေတယ် ဟောဘာဖြစ်တာလဲလားပြောစောင့်မရကတ်လာပြီစိတ်ညစ်နေတာကြားတယ်မှာ မင်းလေဝါဝဲဆိုတော့ငါတယောက်ပဲရှိတယ်ဟာ ထားလာတယ်ဘာထားလို့လဲ အဲ့နာမထိုင်ဘူးဥပကကနေပိန်းနဲ့ဘာလဲရိုက်တာဘောင်းလို့ကျင်းကြတယ်ဒီဘက်ကကျင်းပတ်ချီဦးလေ ဝါလိုက်ချစ်သူကျွန်တော်ပဲဆိုမတ်တရက်မတ်တရက်မလို့ပြန်ထိုင်ကောင်းမယ်ခွာ ပြောတယ်လေငါမတည့်ရတော့အောင်လဲဘူးခဏခေါ်နေ မင်းကဘယ်လိုခေါ်လို့လဲ ဒီကွာလေ ငါခေါ်တာမဟုတ်သိမင်းခေါ်တာ အမတို့ ဘုတ်တော်ကြီး တင်မင်းကနောက်ဆိုနေမှာခေါ်မယ်မသား ဟာတဲ့မကြောက်ပါဘူး အပြည့်လို့ အချိုးပြီးသားကြီးမို့လို့ ဝါလိုက်ချစ်သူကကျွန်တော်ပဲဆိုလက်ညှိုးထောင်ကျွန်တော်ပဲတဲ့လက်ပတောင်းတော်ကိစ္စကျွန်တော်စခဲ့တာပဲ နင်တတိထားတော့အစ်စ်လောင်ပြီးမိရှုမှာဒီဘာမှမကြောက်လေလူဟိုကျွန်တော်ဟောလဲချစ်သူကျွန်တော်အကိစ္စလာဘာတီဦးတော့ခမေကတီးပြီးတော့ဘာတီဦးရဲ့ပြောတာဟဲ့ကောင်ငါဘာတီဦးတော့သူတို့လက်ကုပ်ပြန်ထောက်ကြပါဦး နေအခုမှဘာမသိဘူးလေ တားလေအောင်တော့ အေး ဘာဖြစ်သွားတာလဲ မင်းနှာခေါင်းထိတာဟေး ငါတကောင်ကိုယ့်ဘောနေသမ်းမှာ အဲ့ဟို ကျွန်တော်ဟောလဲချစ်သူလေ အေးတိတယ်လေ တို့ထောက်လို့ရပြီလား ဝါလိုက်ချစ်သူကကျွန်တော်ပဲတဲ့ မကြောက်ရဲ့ လက်ညှိုးတောင်ဟာကျွန်တော်ဟာတော်ပဲတဲ့ငါချစ်သူလည်းချိန်ထားတာပဲတဲ့ချိန်ထားပေမဲ့လည်းဒီနေ့မိုးမရွာတော့ပါဘူးတဲ့ မိုးရွာကြီးမိုးကျိုးပြစ်သွားမှာဟုတ်လေဟဲ့လူချိန်ရတယ် ချစ်သူလည်းချိန်ထားတာပဲတဲ့ဟာဖြစ်တဲ့ကောင်နောက်ကျနေငါချစ်သူလည်းချိန်ထားဆိုလက်ကဓာတ်ကုတ်ရအောင်လှမ်းကြည့် နိုင်လုံးလိုက်ပါကိုကို နစ်ဆောက်စက်နဲ့နိုင်တော့မပတ်နိုင်ဘူးနင်မိမ့်ပါလားဝါအောင်ကြည့်ပါဦး ဝယ်ပေးကြအောင်တော့ လက်ကနိုင်ကိုလှမ်းကြည့်အလုံးနိုင်တော့ဝါဝင်တော့မှာပါလား ဝါဝင်သွားရင်တော့ပလျာနဲ့ဆွဲထုတ်ဟဲ့ဘာလို့ပြောနေတာတော့
ဟိုဗျာနိုင်တော့10နိုင်ခွဲတော့မှာပါလား အော်နိုင်တောင်10နာရီခွဲတော့မှာပါလားငါချစ်သူငယ်ချင်းကတော်တော်နောက်ကျနေပြီတဲ့ဟာအဝတ်စားတွေရတယ်အဟောင်းနေတယ်အဖြစ်သေးပါဘူးကွာတဲ့အခန်းထဲကအဆုတ်တွေသွားလဲမယ်တဲ့ အတစ်တွေသွားယူမယ် အခန်းထဲအစ်စ်တွေသွားယူမယ်ဆိုအင်ကြီးဖီတွေသွားမခန်းထဲကအင်ကြီးဖီတွေမလားဖီတွေမလိုက်တယ်နဲ့ဖီတွေမတယ်ဖီတွေချတယ်ခါဖီတွေတကားလေးဆွဲဖွင့်တယ်ဂေးအိမ်မှာမွေးရတဲ့ခွေးကအိတ်ပြောတယ် ကိုကြီးမြောက်ရှုပ်ကိုမြောက်ရှုပ်အဲ့ဒါနင့်အဖေ ညောင်ရှုံးကနင့်ခေါ်နေတာ နင့်ကိုခေါ်နေတာနင့်ခေါ်နေတာ ကျွန်တော်မင်းသားမဖြစ်လို့စိတ်ညစ်နေတာနော် မဟုတ်ဘူးကိုရဲ့ကျွန်တော်ဗီဒီယိုပေးနေမှာခွေးအိမ် ဘာပါလဲခွေး ခွေးမောင်းပေးပါ ဘာပါလဲ ဟမ် ဘာပါလဲ ဟဲ့ ဒီမှာဘာလာလဲပြောပြနေတယ်မခွေးရမလို့ဘူးလေဒီလာရမလို့ဘူးဒီတော့ခွေးရမလို့ပြောတယ်ရလို့ရပြီလားရလို့ရပြီလားခင်ဗျာရနေရလေဒီလိုမင်းသားပြောစိတ်ညစ်နေတာလားစောက်ခွေးလာပေါင်းနေရတယ် ဟော တော့ရိုက် ဟောအော် အဲ့ရ အော် ကိုရရ ငါတော့လည်းမူဝါလာမလို့အေးဝစားတက်ကအေးဗီဒီယိုကြည့်လိုက်အိမ်ကြီးကြည့်လိုက်ဟာဂျော်ရန်လို့မကောင်းဘူးလေနှုတ်ပလိုက်တယ်ဟာဟန်တန်မကြိုက်ဘူးလေနှုတ်ပလိုက်အာပိုလိုမကောင်းဘူးလေနှုတ်ပလိုက်အာတွေ့မိုက်တယ်ဒီအင်ကြီးပါလေခုံလေးရှိအင်ကြီးပဲလေကောက်ဝက်တယ်ခုံနေအိတ်ကို ရတာကြည့်လားအမွေးရတော့ဟဲ့လူခုံရှိတဲ့အိမ် အေးခုံရှိတဲ့အင်ကြီးကောက်ဝက်ဟာအင်ကြီးတော့ပြီးသွားပြီဘောင်းမိကြံသေးမဖြစ်သေးဘူးလေငါဘောင်းမိအဗီဒီယိုတော့တမမလေဘောင်းမိဗီဒီယိုတော့မခန်းထဲဗီဒီယိုမနိုင်တဲ့နိုင်မယ်ဗီဒီယိုတော်တော်လေးရမဗီဒီယိုချဟာဗီဒီယိုတကားလေးဆွဲဖွင့်ဂေးအဲ့မွေးရတဲ့ခွေးကမလွတ်ဘူးကွာ ကိုကြီးကြကြည့် ဟေး ကျွန်တော်ခွေးမောင်းပေးပါ ဘာမှလည်းခွေဘာမှလည်းဟဲ့ခွေဒီမှာဘာလာထိုင်လို့နေ ဟောဘက်မှာဗီဒီယိုနဲ့မလုပ်ဘူးတို့ဒီဘက်ကျွန်တော်လာထိုင် ဒီနားမှာနေထိုင်လို့မရဘူးဒီနားမှာနေထိုင်အချိန်မင်းသေသွားတယ်လေသိလားဘေးနားမှာတန်ကားတော်တွေတွေ့လားသွားစင်တိုင်းပြောလားတနာလို့မရိုက်ချင်လို့ကြည်နေတာ မရိုက်တာမရိုက်တာငါးချက်လောက်ကြီးတယ်မမတို့ စင်ပြတပည့်တော်ဆဲတယ်လို့ပေါ့ရခိုင်ပို့လိုက် ရရ ဒီလိုဖွင့်လိုက်ဖွင့်ပြီးသားကြည့်လိုက်တယ်ဟာဂျင်းနဲ့မိုက်တယ်တဲ့ထညက်နဲ့ကြိုတော့တိတ်ကောင်းပါပဲ ဒါအမဟုတ်လေချင်းမောင်းမမဟုတ်ဘူးလား အာဂျင်းမောင်းမီမကြိုက်ဘူးတဲ့နှုတ်ပလိုက်အာကြည့်လိုက်နောက်တစ်ချက်တွေ့501ကြိုက်ဘူးတဲ့နှုတ်ပလိုက်အာတွေ့ပြီဟာမိုက်တယ်တဲ့အာအီအီကျင်ဝတ် လပိုက် လက်ပိုက်လက်ပိုက်သူ့ထောက်ပဲနေရတယ်ဒီမှာဟာပါ မမီမကန်းနဲ့မထောက်ပါနဲ့ဟာမင်း လက်ပိုက်လက်ပိုက် လက်ပိုက်မကြိုက်ဘူးတဲ့နှုတ်ပလိုက်ဟုတ်ပြီတွေ့ပြီစတိုင်ပေါင်းပြီโอเคကောက်ဝင်လိုက်တယ်ညာဘက်ခြေထောက်လေးကောက်ဆွတ်လိုက်တယ်ဘယ်ဘက်ခြေထောက်လေးကောက်ဆွတ်လိုက်တယ်အလဲကောင်စီဆွဲတင်အာညက်တာပဲ ဖျောက်ဘယ်ညက်တယ် ပေါင်သားလေးညက်တာဟာ မင်းလည်းပေါင်သားညက်တာကိုမျက်စံပြူမျိုးလုံးပြူနဲ့ သူအစိုးရတောင်းလို့ပြောပါလားလို့ရပြီ ယာယီအာဖက်နှက်ကြံနေတာပဲလေဟုတ်သားပဲစတိုင်ပေါင်းတယ်ဂျန်နမန်စတိုင်ဆိုတာဖက်နှက်ချဟာရှုစီရโอเคငါဖက်နှက်စင်တော့တဲ့လားဖက်နှက်စင်အမြင့်ပဲဖက်နှက်စင်ငါ9တက်6တက်လောက်ရှိရပဲအမြင့်ပဲမနိုင်တယ်နိုင်လားဖက်နှက်စင်မအာချဖက်နှက်စင်ချဖက်နှက်စင်ချတယ်ကွာဖက်နှက်စင်အပေါ်ကဟာရှုလေးကပြုတ်ကြတယ်ခွေးခွေးကမတ်တရက်တော့ခွေးကပြုတ်ကြတယ်ကွာ ကိုပြရှုံးခွေးမောင်းပေးအောင်ညာ ဘာမှလည်းဒီစောက်ခွဲ ဟမ် ဘယ်လိုလဲ ဟမ် အဒီကလာ
လာမှာမီးရှို့သေးသွားမှာ तू ကတောက်လျှောက်ဒီခွေးမောင်းနေရတယ်မင်းသားမပါမဟုတ်ပဲလေ အဲ့ဒါဖက်နှက်ကောက်စီညာဘက်ချီတော့ကောက်ဘယ်ဘက်ချီတော့ကောက်โอเคအစင်ပြေသွားပြီငါချစ်သူစီအမြန်ဆုံးနည်းနဲ့ပကံလုံးစီးပြီးသွားရင်ကောင်းမလား ဖိနေဝင်တာဘယ်လိုလုပ် အဲ့မဖြစ်သေးဘူးတဲ့ချစ်သူစီအမြန်ဆုံးငါဘိန်းနဲ့သွားမယ်ဘိန်းသွားထုတ်တယ်ခန်းနဲ့ဘိန်းထုတ်လာတယ်ဘိန်းထုတ်လာတယ်ရကနဲ့ရဲနဲ့တွေ့တော့ဖမ်းခံရတယ် အဲ့ဒါကောင်းပြီနော်စပိန်တော့လုပ်လိုက်လေဗျာခမရလေ စပိတ်ထုတ်လာကြည့်လိုက်တော့စပိတ်ကလေရော့တာပဲလေထိုးတယ်အောက်ထောက်လေထိုးတယ်လေထိုးတယ်အိုက်အောင်နဲ့ရင်ကျက်ပန်းတာတလိမ့်သက် TB AIDS P4 C4 နဲ့မင်းသားတည်တယ် ကျွန်တော်ဘယ်ယောဂနဲ့တည်ပေးရမ လေထိုးတာလေဖေကောင်လည်းမသိဘူးတဲ့ငါစပိတ်လေးလာရှော့တာမဖြစ်သေးပါဘူးဆိုစပိတ်နဲ့တော့ဘယ်ဖြစ်လဲဆိုစပိတ်ကောက်ကကြီးနှုတ်ပလိုက်လေဂေးလမ်းဘေးကခွေးလေပေါ်ပြုတ်ကြတယ် ကိုကြတိ ဟေး ခွေးပေါင်းပေးဦး မလာခွေဖခွေ โอเคစပိတ်နဲ့မသွားဘူးတဲ့ဖြစ်သေးတယ်ငါချစ်သူစီအမြန်ဆုံးရအောင်သွားမယ်တဲ့လမ်းလျှောက်သွားရင်လည်းနှင်းမယ်တဲ့ကုန်းချောင်းသွားရင်လည်းမဖြစ်ဘူးတဲ့ကောင်းပြီတဲ့စဉ်းစားလို့ရရင်ငါချီကျင်သွားမယ်တဲ့ ဟဲ့လူခမရတခုတော့လို့အကုန်လုံးအတူတူလေးပဲဗျာခမရ ဒီလိုသွားတော့ဘယ်ဖြစ်မလဲတဲ့ငါတက်စီနဲ့သွားမှဖြစ်မှာပေါ့တဲ့ကားနဲ့သွားမယ်ကြည့်လိုက်ရှေ့မှာတက်စီတစ်စီးလာဟာဖြို့တုတ်အားလာတဲ့အားပါတယ်တဲ့တုတ်လို့ဆိုအဲ့ရင်ကျုပ်ကမသိမချေတိုက်တက်ဆံပါလေ အိုင်သွားမယ်တုတ်ရေ ဖြို့တုတ်ဆရာအားလာတဲ့အားပါတယ်တဲ့အားရင်နဲ့ကျုပ်ကိုတင်းချိုင်းကုန်းလိုက်ပို့ပါတယ် ခမရတေးတာရောတင်းနိုင်ရော ဟုတ်ပြီ ကျွေးလိုက်ဖို့ပါ ကျောင်းချစ်တွေလိုက်ပို့ပါတယ်တုတ်လို့ဆရာတက်တယ်မပူနဲ့စိတ်ကြတယ်ခင်ဗျချစ်တွေအမြန်ဆုံးနည်းနဲ့ရအောင်ပို့ပေးမယ်တက်မောင်းမယ်နဲ့ဟဲ့နော်အားတဲ့ရှေ့ကနမဲတကောင်ဖြတ်သွားတယ် ကိုကြတိကိုပြဆုံးနမဲမောင်းပေးဦးဟဲ့ကိုစီ โอเคမောင်းမယ်နဲ့စကရီးနည်းနည်းကင်ထားတော့တဲ့တုတ်ဆရာမောင်းတယ်ဆက်လို့ရောက်ပြီရှင်းတော့တယ် ခမရဝဲဆန်နေတယ်လို့ပဲနော်ခမရဘယ်လိုလဲစီးရတာဖိနေမပူသေးဘူး ဟာချစ်တွေရောက်လာပြီပဲတဲ့ကျေးဇူးရတယ်နောက်နေ့မှကျွန်တော်ခင်ဗျားပတ်သက်ပြီးတော့မယ်โอเคရတယ်တုတ်ဆရာထွက်သွားဟာငါချစ်တွေရဲ့အမြင်ကြီးပါလားဆိုအောက်ကုန်ငုတ်ကြည့်တယ် မော့ကြည့်တယ် ဟာအပေါင်မော့ကြည့်ချစ်တွေအမြင်လှမ်းခေါ်လို့ဖြစ်မှာဘောတဲ့ဒီနေ့ဘယ်ကြားမလဲလှမ်းခေါ်လိုက်တယ်ဖြို့အမေသမီးရှိလား အမေသမီးဟုတ် ဟာ ကိုခမရရောက်ကမကြီးကဘာမှမ ရ ခမရရောက်ကမကြီးကဘယ်မှာဒီမှာလား မျက်လုံးတက်ရပဲသူတို့ကပတ်သက်ရှိတော့အိမ်ကခဏပြောင်းနေ ချစ်တွေကအဲ့အမြင်ကြီးပဲတဲ့ခေါ်တာလည်းမကြောက်တော့ဖြစ်သေးပါဘူးကွာတဲ့ငါတွတ်ပေါ်ခဲလေးနဲ့ဖြစ်တယ်မှာဖြစ်မှာပေါ့တဲ့ခဲလေးကောက်ခိုင်းရတယ်တွတ်ပေါ်လှမ်းဖြစ်တင်လိုက်တယ်ကောက်တွတ်ပေါ်နဲ့ကြာလာတယ်ခဲကအောက်ကိုပြုတ်ကြတယ်ခွေးပေါ်ပြုတ်ကြတယ် ဖခွေဒီမရှိတော့ဓာတ်ပုံရိုက်တယ်ကွာ မရိုက်နဲ့တော့ခွေးကသူ့နေရာသူ့သွားပြီ ဘယ်နေရာသွားတယ် အိမ်သားထဲမှာခြိသွားစားပြီ အာ โอเคခွေးလဲဝင်သွားပြီဆိုငါအဆင်ပြေတယ်ငါချစ်သူငါဒီကနေတက်ပန်းချစ်သူပန်းညံနဲ့စောင့်နေတယ်ပန်းညံနဲ့စောင့်ဆိုငါချစ်သူတစ်ပင်ကြီးကိုမှီစောင့်မယ်ရှားရတယ်ချီစမ်းတဲ့โอเคတွေ့ပြီချက်မောင်မေကိုလမ်းမိတယ်အဲ့လိုချမောင်မရတေးသေးလေးလေ ချက်မောင်မေဘေးနာမကြီးပင်အကောက်လေးကိုမှီလိုက် မကြည့်ပဲနဲ့ မကြီးပင်အကောက်လေးမှီတယ်မကြီးပင်နည်းနည်းကောက် ရတာပေါ့ နည်းနည်းကောက် ရတယ် ဒီတဲ့ကောက်နည်းနည်းကောက်ကောက်လိုက်အဲ့ကောက်လိုက်တညာလုံးဒီတိုင်းတိုင်းကောက်နော် အလောက်ကတော့အဲ့လိုကော့ရတာချီးပါကျလို့သိပေါက်ချင်တယ်လို့ပဲ အဲ့ဒီချိန်မှာကောင်မလေးကဟိုကလည်းအိမ်မောကနေပြီးအောက်မှာအတံပရာကြတော့ဘန်းညံနဲ့မှာတန်ကြတော့အိမ်မောကနေပြီးလိုက်ကလေးဖွင့်ပြီးလန့်ကြည့်တယ်ကြည့်လိုက်ဟဲငါပန်းညံနဲ့ရေပန်းကြီးကတော်တော်ပန်းနေပါလားအချစ်သူရောက်နေပါလားအော်အေး sorry ငါမဟောငါချစ်သူတော့ရောက်နေပါလားအားရဝမ်းသာပြေးပြီးကောင်းပါလေအိမ်မောပြေးစင်းလာတယ်ကောင်လေးကလည်းပန်းညံပြေးနှစ်ယောက်သားအလဲမှာစုံပြီးတော့မဖက်ပါဘူးခင်ဗျာ ဟဲ့လူကြီး ဘာတော့ ဖဲလေဖက်လိုက်တော့လေ မဖက်ပါဘူး ဒီမှာနမကြီးအချင်းမကြောက်လို့ပဲ မောင်းတဲ့နောက်ကျလာပြီလားတဲ့နောက်ကျတော့ချစ်ရဲတဲ့မောင်းကရုပ်တက်နေရတယ်တဲ့ထင်းလဲကိုတဲ့ အဲ့လိုကျုပ်ကနွားပြစ်နေပြီ ကုမ္ပဏီပိုင်ရှင်တတိတာရုပ်တက်လက်မှတ်ထိုးနေရတယ်ဟာတဲ့
မောင်းတဲ့ချစ်ကိုဘယ်တော့လာတောင်းပါလဲတဲ့တောင်းပါချစ်ရဲလောလောဆယ်တော့မောင်ခွက်ပြောက်နေလို့ပါ ဘက်ကကိုကြီးကငားပါတယ် မောင်းတဲ့ချစ်ကိုခိုးပြေးမှာလားခိုးပြေးမှာဘာလို့လဲဆိုင်ကယ်လေးနဲ့ခိုးမှာလားတဲ့ဆိုင်ကယ်လေးခိုးရင်တော့ဟိုဆိုင်တော်လို့ဆိုင်ကယ်မောင်းရင်ဘယ်လိုလုပ်မလဲတဲ့အဲ့တော့တော့ဖြစ်တယ်ဖြစ်တယ်အဲ့တော့ပြောလို့ရှိရင်မလားဟုတ်တယ်မောင်းလို့ကျွန်တော်ချစ်တယ်ချစ်မှုတော့ကြားတယ်ညနေအဲ့ဒါငါပြောပြီးတာတော်တော်ကြာနေပါဖြစ်တယ် 不要叫叫来抓哩，他们家叫到来了，叫来抓 အဲ့ဒါပိုင်းကကောင်မလေးပဲလက်ကလေးကိုလှမ်းပြီးတော့မကြိုက်ပါဘူး 没有我羡慕死， အကောင်မလေးလက်လေးလှမ်းကြိုက် 开门了， ကန်လိုက်တယ်ဗတ် 哎，八点米， ပခုံးလေးကိုလှမ်းဖက်လိုက်တယ်ဗတ်နှစ်ခါဖက်တော့မိမအသိသွားတယ် 八点米哈八多哩， အဲ့လိုတရားပြောအချစ်ကြည်နူးသူတို့ပန်းချန်ထဲမှာရည်သားတကားတွေပြောနေတဲ့အချိန်မှာကောင်မလေးရဲ့အဖေသူချမ်းသာတယ်ကုမ္ပဏီပဲရှင်တတိသားသူတတိကုမ္ပဏီ50ခုလောက်ပိုင်အသားလေးကမမေလေးကောင်မလေးရဲ့အဖေသူ့ကိုသူရှက်ထုတ်ကန်လို့ပါလို့နဲ့ပေါ့သူအိမ်မောနေဆရာ အတော်ကြီးကျွန်တော်ခွေးမုံတော်တထေးတာပြန်စင်းမယ်တိုက်ပေါ်ကနေ တိုက်ပေါ်နေဆရာလေဒါပေမဲ့သူကလုံးဝမျက်စိမမြင်ပါဘူး သူဖြစ်တယ်တော့စောက်ကားမြာဘုရားကျူရတယ် ကလကန် ဟဲ့ဘေးဘာလို့လာလဲဒါငါသမီးกว่าတယ်ငါယူမလို့လေ 哎呀，几个没，好的他嘛， ဟုတ်တယ်ငါသမီးกว่าတယ်မင်းသားနဲ့လားမင်းဟိုစကုံကြောက်လာတယ်သူ့ဖေသူ့သမီးလို့ချင်းသူ့ဖေကိုလှန်နဲ့ထိုးရတယ်သူ့သမီးလို့ချင်းသူ့ဖေကိုတိုင်ရတယ်မင်းသားမယ်လို့လားဟုတ်ဦးနေချင်းဖြစ်မယ်ဘာမသိတာနေငါအဲ့ပဲပန်းချန်ထဲမှာစော်တော်ကောက်ကောက်ဆိုကောင်လေးကိုဆွဲထုတ်မယ်လို့တာကောင်လေးကပါးရိုက်လွတ်လိုက်ပါတယ်နော်စောရဦးလေးကျွန်တော်တောင်းပါမှာကျွန်တော်ခြေသွက်လက်သက်ရှိနေတဲ့အေးလူကြီးကိုအဲ့လိုတောင်းပါမယ်ချင်းနဲ့တယ်အဲ့လိုပြောလို့မင်းချင်းနဲ့မထင်သားနဲ့ချင်းနဲ့ဘူးကွာလေမင်းငါ့ကိုဆွဲထုတ်တယ်ဘာခေါ်လဲဆိုဆွဲထုတ်မယ်လို့တာကောင်လေးနောက်တော့တစ်ချက်ပါးရိုက်လိုက်ပါတယ်ဟာဦးလေးတောင်းပါမှာလေဗျာဦးလေးဘာတောင်းပါမှာလဲအဲ့လိုသူတို့เนี่ยအချင်းကြီးစားတယ်သူဖြစ်နေတဲ့အချိန်မှာကောင်ဝါလေးရဲ့အကိုရင်သူကနိုင်ငံသားမှာဘောလုံးသွားကန်29ချိန်တော့စီးကိန်းအတွက်မြမနေရင်းစင်ဘောလုံးသမားလေးသူအရက်လေးကပုပုလေးအရက်လေးကပုပုလေးသူလေမောဆဲလာတယ်ခြေထောက်တွေပြက်နေတယ် ကိုဘောလုံးသမား6လောက်ပြတ်တော့ဘာနဲ့သွားကြိုင်မလဲ အတူလေးနဲ့ကန် ဘဲတူလေ ဒိုလေးနဲ့နှစ်ယောက်ပေါင်းကန်တာ ဟောအေး ဒါပေမဲ့ तू ကဘောလုံးသမားနဲ့ခေါင်းခြေထောက်နဲ့ကန်တာမဟုတ် तू ကလက်နဲ့ဖတ်တာဂိုးသမား ပါဝေးကြည့်တယ် ညာဘက်လက်တစ်ဖက်ပြက် ကိုသမားလက်ပြက်နေတော့ဘာနဲ့သွားပုတ်ဖမ်းမလဲ ဂရင်းနဲ့ဆိုင်တစ်ဖက်တည်းနဲ့ပုတ် တစ်ဖက်တည်းနဲ့နှစ်အိမ်ပုတ် တစ်ဖက်တည်းနဲ့နှစ်အိမ်ပုတ်တာဟိုဘက်တစ်ဖက်ဟာဦးလေးအဲ့ဘူးလေငါသားပါကွာတဲ့ဒီဆောက်ပြောမရလို့လွတ်ထားတာတဲ့ကျိုးစောအကမ်းမော့ဟိုကိုကြည့်ရဲ့သူဖေးပြောတယ်မနေတော့ဘာလို့ကောင်မသိဘူးဘာညာမသိအဖေအဲ့လိုပြောတယ်သားဖချင်းဆိုဖေးပြောတယ်ကွာဘာဖြစ်လဲဆိုဘိုးကြီးလက်ညှိုးကောက်ထားတာအဘိုးကြီးလက်ညှိုးကကျိုးသွားတယ် ခမားဇလန်အနူဇလန်လားအကျိုးနဲ့အပြက်တွေကြီးပဲနူနေကြတာလားစန္ဒလာစန္ဒလာမသိ ဦးလေးလေဒါပါတော့ကျွန်တော်ရောက်ဖတ်တော်မှာကောင်အေးပေါ်ခွာတယ်တနာပါတယ်ဦးလေးရဲ့ကောင်လေးကပြောတယ်ခြေထောက်နှစ်ဖက်ကလည်းပြတ်နေတယ်လက်တစ်ဖက်ကလည်းပြတ်နေတယ်ဆိုဝိုင်းထိုးတယ်ဗျာဟုတ်အဲ့လိုမလုပ်အောင်လေတို့ကသမီးရောက်ဖတ်တော်မှာကောင်လေးလေမင်းအဲ့လိုမလုပ်နဲ့အဖေအဲ့လိုသူတို့တွေပြစ်နေချက်မှာကောင်မလေးရဲ့ငေကြီးစားသူကနိုင်ငံခြားမှာတင်မောသွားတက်တင်မောသားလေသူကသူဝင်းလို့ပါလို့အချက်ကရှင်းနှလုံးကပြစ်ပြိုးလေတင်မောတက်ပြီးဂျပန်နိုင်ငံနေပြန်လာပတ်စံညာဘက်က3,500ပိုက်ပြီးကောင်မလေးကိုတင်တောင်းတင်မောပေါ်ဆဲတာဘယ်တစ်ချမ်းဒီဖြတ် ငါထက်တော့စိုးသေး ဟေ့အောင်ငါချစ်တူအိမ်သွားမှုအရှိရခွေးတောင်းတာဖဲ ကောင်မလေးအကိုကအကို ကိုလည်းမတူဖဲဝါ 黑哥， ကျိုးနေတော့ဘာမှပြန်လုပ်လို့မရဘူး 黑哥， ပါရဲ့ကွာ 哎呀，我手， မင်းနဲ့ချော်ရင်ငါချော်ပါဖြစ်ကွာ အဲ့လိုသူတို့တွေဖြစ်ဟဲ့လုံးနေတနာအမဘာလို့ဒါကချစ်လို့ပါဆိုပစိုးလေးကျွတ်အဲ့ကောင်လေးကိုဝိုင်းထိုးတယ်ဗျာအဖိုးကြီးနဲ့ဝိုင်းချိုင်ချွတ်ဟုတ်လက်ချွတ်ပြန်ရုံးလို့မအောင်ချတက်နေတယ်ကိုချစ်အားချဆွဲရင်းနာလေးချစောင့်ထိုးစောင့်ကန်ဟုတ်အဲ့လိုသူတို့တွေပြည်ဒီပခါတွေဖြစ်နေချိန်မှာသူတို့ကိစ္စတွေကိုဖြည့်ရှင်းပေးမယ်ဆိုတော့ရုပ်ရှင်နဲ့ဗီဒီယိုသစ္စာအောင်ရင်းလေးနဲ့တက်ပေါ်မြင်တော့သူတို့အရှိကိုကြွလာပါလေ
အချိန်မှာမိုးကြိုးကအကြီးကျယ်ပစ်ချလိုက်ပါတယ် တွေ့နေမေတော့အောင်ရဲလေးနဲ့တော့ဝမ်းအောင်မလုပ်အောင် ဒါဘောလုံးသမားအကျိုးရလို့ရှိလဲကွာအဟိုးစီကကောင်းလားရှိပြကဲမိသားစုတွေအေးရေးမပြတ်စေရပါဘူးနော်အိမ်ပြန်လွတ်မယ်မနေ့ကျအလုပ်ထားလုပ်ကြကျွန်တော်တို့မှတကြံမှာလာရောက်ပြီးတော့ဘုန်းကြီးနာစီလို့ရှိရင်ကားရောက်ပြုံနဲ့ကယုံဖရားကြီးလည်းပူဇော်ရရှိသေးတယ်ဒီမှာဆရာတော်ဘုရားကြီးလည်းဘယ်အကြောင်းမဆိုကျွန်တော်တို့ဖိုင်စတန်ကြီးကို9ယောက်ကို မုံရွာမှာဘာပွဲပွဲလုပ်လို့ဟယ်လိုလာလုပ်လိုက်ပါ ကျိုင်းတဲ့အချိန်မှာ ကျွန်တော်တို့ကပတ်စံပေးရင်လည်းယူပါတယ်မပေးရင်လည်းတက်ဆိုင်ရကတိုင်တောင်းပါတယ် ဘသူအဖွဲမှာကကောင်းတယ်မကောင်းလို့ပြောဖိုင်စတာလာရင်မုံရွာကတော့ကလို့ကောင်းပါတယ်ဗျာ ဟုတ်ကဲ့ အဆက်အရာကိုကြီးစောက်ရှောက်ပေးကြတဲ့တာဝန်ရှိလူကြီးမများနဲ့တန်ဃာတော်ရှင်သူမြတ်များကိုဘုရားသခင်တော်တို့ဒီနေရာနေပြီးတော့ကတော်မန်းဆင်ပါတယ် ဟုတ်ကဲ့ဗျာ ဘုရားတို့ရဲ့ကျေးဇူးကြောင့်ဘုရားသခင်တော်တို့အေးဆေးစွာဖြင့်ပွဲလေးကပြနိုင်ရေးအတွက်စီမံပေးကြတဲ့ကျေးဇူးအများကြီးတင်ပါတယ်ဗျာ ဆရာတော်ဦးတေစိန်ထ ဆရာတော်ဦးဒေစိန်ဒနော် သူနဲ့ပတ်သက်ပြီးတော့ဆရာတော်နဲ့ပတ်သက်ပြီး ဟုတ်တယ်ကဲအဲ့တော့မိသားစုတွေကိုစိတ်နဲ့ဗျာချမ်းပါပြီးတော့ဆရာတော်ကြီးလည်းပဲဒီတက်မကဘာသာသာသနာချုပ်ကိုထမ်းရွက်နိုင်သောသာသနာပွင့်လန်းတဲ့သာသနာရောင်ထုံးလင်းပြောင်တဲ့မုံရရွှေမြို့တော်ကြီးဖြစ်ပါစေလို့ပြောကြရင်ဝါဝါလိုင်ရဲ့တေးတဲ့ပုံနဲ့နှုတ်ဆက်ပေးရစီခင်ဗျ Hey โอเคဒီလိုပါတယ် Okay ဒီနေ့ကြပါကြောင်အဖေကြတဲ့ပြည်သားများခေါင်းတော့ဘိုးဆန်းပန်းလို့လမ်းဆက်နိုင်ပါစေလို့ခုမကောင်းတောင်းရင်ဖိုင်သားပွဲကြီးနှုတ်ဆက်ခဲ့ပါတယ်အနုပညာဆိုတာပန်းတစ်ပွင့်ပါပဲလမ်းပွင့်လို့အစကြီးအလှဝေးစီတကနန်းဟာမို့တခိဆန်းလို့အပြေရှားကြီးကျွန်တော်များရဲ့ဖိုက်တားပွဲကိုတမန်နာဆင်လို့အားလုံးပဲရက်နာခွင့်ပြုပါတော့ခင်ဗျာ